အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကို Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မုတ်ဆိုးဖို့တင်နှင့်ဂျပန်တင်းញိုင်းဟောင်းတောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးရင်မှာကျွန်တော်တို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာကျွန်တော်တို့ကတော့အရေးကြီးကိစ္စတစ်ခုပေါ်လာတယ်မိခင်ကျမ်းမာရေးမကောင်းဖြစ်ပြီးတော့လေအိပ်ရတယ်လဲတာပေါ့ရွာဆေးဆရာနဲ့ခေါ်ပြတော့လဲမကောင်းတဲ့အတွက်လဲစေးဝါးစုံနေတဲ့ရန်ကုန်စေးရုံကြီးမှာတော့ရောက်ကုသရန်လဲစီစဉ်ကြတော့လေကျွန်ုပ်လူများလိုက်မိပြောကြတော့လေကျွန်တော်ကတော့တာဝါနဲ့မဲလုံးကလည်းမိသားစုနဲ့မဟုတ်လို့ခြံထားခဲ့ပြီးတော့ရန်နောင်းကိုသာခေါ်ခဲ့တာပေါ့ကျွန်တော်တို့လင်မယားမိဘနှစ်ပါးနဲ့ရန်နောင်းတို့ကလည်းလိုအပ်သည်များကိုယူပြီးတော့ရန်ကုန်ကိုတက်လာကြညီကိုရင်းမမခင်မင်ကြတယ်တစ်တော်ဝင်တောင်မင်းကိုမြတ်မောင်အိမ်မှာတဲခိုကြတာပေါ့မိခင်ကြီးကိုလည်းစေးရုံပို့ပြီးတော့ကုသမှုခံယူခိုင်းရတယ်ကျွန်တော်ကလည်းစိတ်မောလူမောနဲ့မိခင်ကြီးအတွက်စိတ်ပူပန်နေရဲ့ရောက်နေတဲ့အချိန်ရန်တော်ကလည်းလိုအပ်တဲ့ဆေးကိုလည်းတစ်မျိုးလုံးကဆေးဆိုင်များမှာပတ်ရှာပြီးတည်းကစပြီဆေးရုံလူနာဆောင်တဲ့အလုပ်များကိုလည်းမငြင်းမညူလုပ်ပြီးတာပေါ့မိခင်ယောဂကလည်းဆေးရုံတက်ကုသပြီးတပတ်ခန့်မှာတော့တက်တာလာပြီးတော့ဆေးရုံကနေဆင်းခွင့်ရတော့လေလိုအပ်တဲ့ဆေးများဆက်တောင်းနေရပြီးတော့နလန်ထူမဲ့ချိန်ထိနေမှစိတ်ချရမယ်လို့တွေးပြီးတော့လေကိုညမောင်ရဲ့အိမ်မှာဆက်နေပြကြတာပေါ့မိခင်ကျမ်းမာရေးကောင်းလာတဲ့ခါမှပဲကိုညမောင်ကလည်းခွင့်ရယူပြီးတော့လေအိမ်ရောက်လာတာမို့တော့ကျွန်တော်ရဲ့မိဘနှစ်ပါးကိုဖျားဖူးခရီးလိုက်ဖို့လိုကြောင်းပြောလာပြီးတော့လေကားတစ်စီးငှားမြန်မာပြည်ရဲ့တကိုးကြီးဖျားများကိုလည်းသူ့မိသားစုဝင်ကျွန်တော်ရဲ့မိသားစုဝင်များနဲ့အတူတူဖျားဖူးခရီးထွက်ကြတော့လေအချိန်ကလည်းတလားခန့်ကြာသွားတာပေါ့ကျွန်တော်တို့မရှိတဲ့အချိန်မှာတော့အိမ်ကိုတော့မဲလုံးနဲ့တာဝလက်ကိုအပ်ထားခဲ့ပြီးတော့ထွက်လာခြင်းဖြစ်ပြီးတော့ကျွန်တော်မရှိချိန်လောက်ကိစ္စလာအပ်သူရောက်လာပြီးတော့တာဝနဲ့မဲလုံးလက်ခံလိုက်ရာကနေအခုဇလန်းကလည်းဖြစ်လာခြင်းနဲ့ဖြစ်ပါတယ်တာဝကလည်းသူ့လက်တွင်ထဲမှာကျွန်ုပ်တို့အိမ်တကားတော်များအပ်ခဲ့တဲ့အတွက်နေ့လယ်ပိုင်းအချိန်အိမ်ကိုလာရင်းနှီးချမ်းတအိုးကြိုပြီးတော့လေသူ့ဆရာရဲ့တနက်ကိုဖြုတ်ယူတနက်ကိုလည်းတိုက်ချုပ်ရင်ရှိနေတာပေါ့ဟာကိုသားပါခမရရောက်နေတာဟုတ်အိမ်တကားကြီးပွင့်နေလို့သခိုးဝင်နေတယ်မှတ်နေတာငါစဉ်းစားနေတာမဲလို့ကိုကြီးတို့လည်းရောက်ဝင်လာသေးဘူးကွာကြောက်အောင်မယ်ထင်တယ်ရွာလူတွေကလည်းဒိုးအမဲပြစ်မထွက်တော့တိုးကောင်အသာမစားရတာကြားအမဲပြစ်ထွက်ကြရင်ကောင်းမလားလို့ဟာကြံကြီးစီရတယ်မစဉ်းစားပါနဲ့ကိုသားပါရာကိုကြီးတို့ရောက်လာမှအတူတူသွားကြရအောင်အိမ်ချံဝင်းတင်းဝင်လာတဲ့မဲလုံးကလည်းအိမ်မော်တက်တာဝါနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့လည်းရင်းနှီးချမ်းတစ်ခွက်ငှဲ့တောက်စင်မှာတာဝါပြောလိုက်တဲ့စကားကြောင့်လည်းရင်းနှီးပါတီးသွားတာပေါ့တာဝါအကြောင်းကိုသူသိနေလေကြောက်နေရကြောင်းလည်းဖြစ်ပါတယ်ဘယ်ချိန်ပြန်လာမယ်မှမသိတာလေကွာငါတို့လည်းအတွေ့အကြုံရှိနေတာပဲတပည့်အဖြစ်လဲတောတယ်လာခဲ့တာနှစ်တည်းလည်းမနေတော့လိုအပ်တဲ့အတွေ့အကြုံတွေလည်းရှိနေပြီမင်းနောက်လိုက်ပဲလှုပ်ချင်တာလားခေါင်းဆောင်စိတ်မမွေးသမျှတစ်သက်လုံးနောက်လိုက်ဖြစ်နေမှာပဲနော်လူတိုင်းကတော့ကိုယ့်ဘဝမှာကိုမင်းသားပေါ့ဗျာခေါင်းဆောင်ဖြစ်ဖို့လွယ်တယ်ဗျခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့တော့ခက်တယ်ကိုသားပါကြီးအမင်းမလိုက်ရင်လည်းငါရွာတဲ့ကာလာသားတယောက်ကိုခေါ်ပြီးတော့သွားမှာနော်ဟာအဲ့ဒါပို့ဆိုးတယ်မသွားပါနဲ့ကိုသားပါရနော်ကိုကြီးတို့ရောက်လာမှာပဲသွားကြရအောင်ပါဗျာနော်ငါလည်းတနက်လက်ရည်စမ်းကျင်နေတာသွားမယ်ကွာမင်းလိုက်ချင်လိုက်မလိုက်ချင်နေခဲ့တာဝါကလည်းဆရာဖြစ်သူရဲ့တနက်ကိုကန်ပြီးတော့လေစိတ်အားတက်ကြွနေတာကိုကြည့်ပြီးတော့တောလက်ရန်စိတ်အားတက်ကြွနေတဲ့တာဝါကိုကြည့်မဲလုံးစိတ်အိုက်နေတာဝါကလည်းတွေ့ရလျှောက်လို့ရင်တော့ဆရာဖြစ်သူပြန်လာရင်လေပြဿနာမသိတာတော့လေသူတို့နှစ်ယောက်ထဲသာဆိုရင်တော့လေပြဿနာကြုံရင်ရှင်းရခတ်မအောင်ကြိုတွေးပြီးတော့စိတ်ရှုပ်နေရတာပေါ့ထိုချိန်မှာတော့အင်ချံဝင်းပေါက်ကနေလှမ်းခေါ်တယ်ကိုလေကြားအင်ရှင်တို့ဗျို့အင်ရှင်တို့ဒီအိမ်ကမိုးဆိုးဖို့တီလို့အိမ်ဟုတ်ပါသလားခင်ဗျာဟုတ်တယ်ဗျို့လာအိမ်နဲ့ဝင်လာခဲ့လေရွာမှာမတွေ့ဘူးသေးတယ်အသက်40အရွယ်လူတယောက်အတန်ပေးနေနဲ့မိုးဆိုးဖို့တီအိမ်မန်းတေချာတာကြောင့်လေခြံတွင်းနဲ့ဝင်လာအိမ်မော်တက်ပြီးတော့လဲသူတို့အနီးမှာဝင်ထိုင်တာဝါကလည်းရင်းနေချမ်းတစ်ခွက်ငှဲ့ပေးလိုက်တယ်မုံဆိုးဖို့တွေဆိုတာဒီကညီလေးများလားငယ်သေးတယ်နော်မဲလုံးဧည့်သည်ဆောက်ဖို့မိဖို့ကြောင့်လည်းတခုခုသွားရှာပြီးတော့စီစဉ်လိုက်ပါဧည့်သည်ကလည်းဖိုးတီကိုမြင်မှုပုံမရတနက်ကင်ထားတဲ့တာဝါကိုလည်းဖိုးတီလို့ထင်ပြီးတော့ပြောလာတော့လေတာဝါကလည်းဧည့်သည်စကားကိုအပြေမပြီးသေးပဲနဲ့ရုတ်တီကြီးနဲ့မဲလုံးကိုအမီးလုတ်ခိုင်းတော့မဲလုံးကလည်းတာဝါကိုလည်းဘူးကြီးတစ်ချက်ကြည့်ပြီးတော့မိဖို့ကြောင့်ဘက်ကိုဝင်သွားတာပေါ့အပြောပါအောင်ဗျာဘာကိစ္စရှိလို့လဲဘလို့အခက်ခဲမျိုးရှိလို့လဲဒီလိုပါအကိုကဟိုဇီးပြူတောင်ရွာသားတယောက်ပါနာမည်ကမြင့်ကျော်လို့ခေါ်တယ်အခုဇီးပြူတောင်ရွာနာတော့မှာကြက်တစ်တကောင်ရောက်နေလို့အဲ့ဒါမုံဆိုးဖိုးတီစီလာခဲ့ရတာပဲအဖြစ်ပုံကတော့ရွာသား2ယောက်တောတက်ပြီးဝါခုတ်ကြတယောက်ကလည်းကြက်တစ်နဲ့စုံပြီးတော့ကြိုက်ချစ်ကြိုက်ခဲခံရင်းနဲ့ပဲတီသွားပါတယ်နောက်တယောက်ကတော့သူ့အဖေအော်တန်ကြားလို့သွားကြည့်တော့ကြက်တစ်ကလည်းသူ့အဖေကိုကြိုက်တက်ပြီးသူ့ကိုပါရံပြူမယ်လုံနေလို့လေကိုလိုယုံပြီးပြေးလို့လွတ်လာတယ်ဟုတ်ကောဟုတ်ရဲ့လားဗျာကျစ်သစ်ကရှားပါပါတယ်
မြန်မာပြည်မြောက်ဘက်ပိုင်းတွေမှာတောင်ကြက်တစ်ရှိပေမဲ့ဒီနယ်ဘက်မှာတော့ကျုပ်မုတ်ဆိုးတက်တန်းတက်လျှောက်တော့တခါမှမတွေ့ဘူးသေးဘူးအသေးကြပါတယ်ဗျာညင်လိုက်ရတဲ့ရွာသားကိုလည်းတေချာဆင်မေးကြည့်တော့သူကလည်းကြက်တစ်ရဲ့ပုံစံအောင်တေချာပြောပြတာပါတာဝါလည်းရင်းနှီးချမ်းခွက်ကိုကိုင်းမတော့ဖဲနဲ့စဉ်းစားဟန်ပြုနေတဲ့ချိန်မှာမဲလုံးကလည်းဆက်သားကြောင့်မိဖို့ကိုစီစမ်းယူလာပြီးတော့လေဝိုင်းတွင်းထဲမှာချပြီးဝင်ထိုင်းလိုက်တာပေါ့နေပါဦးဗျာကြက်တစ်တွေ့လို့ဟုတ်လားမျက်လုံးအမြင်မှားတာမဟုတ်ဖဲနဲ့နေကျွန်းလာတဲ့ကြက်တစ်ပဲဖြစ်မယ်ထင်တယ်အမြင်မမှားတာတော့သိကြတယ်ညီလွန်ခဲ့တဲ့3ရက်ကမှတောတိုင်နဲ့ကြက်တစ်အကုတ်ခံရအကိုက်ခံပြီးလူသေးတာအရင်ကကြားကိုတခါတလေတွေ့ရတာလွဲပြီးတော့ကြက်တစ်ကိုမတွေ့ဘူးကြောက်အခုတွေ့ရတာဆိုတော့လေနေကျွန်းလမ်းမပြီးရောက်လာတဲ့ပုံပဲတစုံတစ်စက်နှစုံတစ်ပြားကြားလိုက်တဲ့အမေစကားကိုလေထိုလူကပြန်ဖြေတာပေါ့ရှားပါတတ္တဝါတွေတတ်တာဥပဒေနဲ့တော့မလွတ်ကင်းဘူးဗျဒါပေမဲ့လည်းလူအသားပါစားဘူးထားပြီဆိုတော့လေလူသားလူသွေးကိုဒီကောင်ကြီးကြိုက်သွားတော့ပြီနောက်လူတွေဒုက္ခမကြုံရအောင်ရှင်းပြတဲ့တယ်ဟုတ်ပါတယ်မုတ်ဆိုးကြီးဒါကြောင့်လဲရွာလူကြီးကလည်းမုတ်ဆိုးကြီးကိုကြက်တဲ့နှိမ်နေမှုအကူအညီတောင်းရအောင်လာခေါ်တာပါစဘာတင်း200ကိုလည်းအခကြီးငွေဖြစ်ပေးပါမယ်ဗျာကျင်နေရလားငွေရအဓိကမကြပါဘူးဗျာလူတွေကိုအန်ရပြလာတဲ့အကောင်ကိုရှင်းပေးဖို့ကြုတ်တက်တဲ့မုတ်ဆိုးပညာနဲ့တတ်နိုင်တယ်လို့ကူညီပေးပါမယ်တာဝါကလည်းခက်တီတီပြောတဲ့စကားကြောင့်မဲလုံးကလည်းမျက်လုံးပြူးသွားတာပေါ့ကုသားဝခမရကြက်တဲ့ကိုတော့နှိမ်နေမယ်ဟုတ်လားမြေပြင်မှာရောတစ်ပင်နေမှာပါနေတဲ့အကောင်မျိုးတော့ကျုပ်တို့ကြက်တဲ့နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လှုပ်ရှားပုံသဘာဝကိုအသေးစိတ်မသိသေးဘူးလေတွေ့ရလျှောက်လို့မဖြစ်ဘူးဟင်ဒီလူကမုံစိုးဖို့တွေမဟုတ်ဘူးလားမုံစိုးဖို့တွေမှတ်လို့ပြောနေတာဗျာခမရမုံစိုးဖို့တွေကပြင်းပါလေတာဝါလည်းကြက်တဲ့ပြန်လက်ခံတာကိုလည်းမဲလုံးကအလန့်တကြားတားမြစ်ပြီးနာမည်ထုတ်ခေါ်တော့မှသူစကားပြောနေတဲ့သူကလည်းသူတွေ့လို့တယ်မုံစိုးဖို့တွေမဟုတ်မှဧည့်သည်လည်းသိသွားတော့ဖို့တွေကိုမေးနေတာပေါ့မဲလုံးမင်းပါစားပိတ်ပြီးအေးစိတ်ခဏနေစမ်းပါကျုပ်ဆရာခီးသွားတာမဟုတ်လို့သူ့လုပ်ငန်းကိစ္စတွေသူမရှိခင်ဆောင်ရွက်ထားကိုကျုပ်ကိုအပ်ခဲ့တယ်ကျုပ်နာမည်ကတာဝမုံစိုးဖို့တရဲ့လက်ရင်းတစ်ပက်ခမရကိစ္စလောက်ကတော့ကျုပ်ဆရာမလို့ပါဘူးကျုပ်နဲ့တင်ပြီးပါတယ်ဒါဆိုလည်းပြီးတာပါပဲငါညီတို့အဆင်ပြေရင်ခုတခါလဲလိုက်ခဲ့ကြလို့ရမလားလောရတာဒီစီစဉ်အောင်မှမလို့လဲမနှက်ဖန်လောက်လာခဲ့မယ်ဒီလိုလုပ်ဗျခမရဒီများတညအိပ်ပြီးတော့မနှက်ဖန်တူတူသွားကြမယ်လေမအိပ်တော့ပါဘူးကွာအခုပဲပြန်တော့မယ်လှုပ်เสียလှုပ်ရည်လည်းရှိသေးလို့ပြန်မှဖြစ်မယ်မင်းတို့မနှက်ဖန်သာရောက်အောင်လာခဲ့ကြပါရွာလူကြီးကိုတော့ငါညီတို့လာမယ့်အကြောင်းကိုလည်းပြောထားလိုက်မယ်သွားပြီနော်ဇီးပြူတော်ရွာသားမြင့်ကျော်ကလည်းမဲလုံးနဲ့တာဝါကိုနှုတ်ဆက်ပြီးထွက်သွားတာပေါ့ကုသားဝဒုက္ခပါပဲဗျာဒီလိုအနေများတဲ့အလုပ်ကိုဘာလို့လက်ခံလိုက်ရတာလဲဗျငါတော်မဲလုံးငါတို့တွေဟာလက်နက်အားကိုနဲ့ဘာမှအန္တရာယ်မပေးနိုင်တဲ့သားကောင်ငယ်တွေကိုအနိုင်ကျင့်တပ်ဖြတ်နေပြီးတော့မုတ်ဆိုးကောင်းပွဲခံနေလို့မရဘူးအန္တရာယ်ရှိတဲ့သားကောင်တွေကိုရင်ဆိုင်တက်ပြီးတော့တောနေလူတွေဘေးအန္တရာယ်မကြုံရအောင်ကာကွယ်ပေးရမယ်ကွာအခုဆိုကြက်တစ်ကလူကိုတောင်တက်လိုက်ပြီဒီကြက်တစ်ကိုရှင်းပေးရဖို့မုတ်ဆိုးဖြစ်တဲ့မင်းတို့ငါတို့တာဝန်ရှိတယ်မဲလို့ခမရပြောတဲ့စကားနဲ့ကတော့ဟုတ်တော့ဟုတ်နေရပဲကိုသားပါပြစ်စရာပယ်စရာစကားတခွန်းမှမပေါက်ပောက်ကရတွေတော့ရှောက်မလို့ပါနဲ့တော့တောင်းပန်ပါလေအထင်းသေးစကားပြောတော့လားမဲလုံးရလိုအပ်တာတွေပြင်ဆင်ထားမနှက်ဖန်ဇီးပြူတောင်ရွာသွားကြမယ်ညခေါင်းကိုစင်နှင်းခံရတယ်လို့အိမ်မက်တာတဲ့မှန်နေပါလားမဲလုံးကလည်းစိတ်ပြက်လက်ပြက်ညီးသွားနေတာပေါ့လိုအပ်သည်များတော့တာဝါပတ်စံဆုပ်ထိုက်ပြီးတော့လဲဝယ်ထားတယ်တာဝါနဲ့ကျတဲ့သွားနှိမ်နေမဲ့အကြောင်းပြောတော့တင်းတင်းလှန်လဲစိုးရင်ထိတ်လန့်တဲ့မျက်နှာနဲ့မဲလုံးကိုစိုးရင်စကားပြောတာပေါ့ကိုမဲလုံးအရင်ခီးတွေတော့ကိုဖိုးတီတို့ပါလို့ရှင့်အတွက်စုပ်မစိုးရင်ပြီးမဲ့တိတ်ပြီးတော့လဲပူပန်တာမျိုးလည်းမရှိခဲ့ပါဘူးအခုကိုတာဝါနဲ့ကြတော့စိတ်ပူတယ်တခါတလေတွေ့ရတွေပြောထင်းရတွေရှောက်လို့တတ်တဲ့ကိုတာဝါနဲ့နှစ်ယောက်ထဲသွားဖို့စိတ်မချပါဘူးရှင်ကိုတာဝါလည်းအတွေ့အကြုံတော့မနှဲပါဘူးဟာနောက်ပြီးတော့ကိုမဲလုံးလည်းကုကိုကားဝဲနိုင်ပါတယ်စိတ်မပူနဲ့နော်တင်းတင်းနင်းကငါနဲ့သွားမဲ့ခီးကိုစိတ်မချဖြစ်နေရလားတင်းတင်းလိုက်နင်းလည်းငမဲလုံးကိုလည်းငါကာကွယ်ပေးပါမယ်စိတ်မပူပါနဲ့ကိုတာဝါခမရဝေ့လာတာကိုကြီးဖို့တည်းရဲ့ဝယ်စားတယ်မလားဘာလို့ယူဝေ့လာလဲဗျာကိုကြီးမှာဝေ့ဆောင်နေအများကြီးကွာငါတစုံယူဝေ့လို့ဘာဖြစ်မှာလဲကိုကြီးကတော့ဘာမှပြောမှမဟုတ်ပေမဲ့နော်ရပြောလိမ့်မယ်နော်ခမရဆိုရင်လည်းစလုံးတော့ဟိုကပိုကြည့်မြဖြစ်နေတာတင်းလိုက်နဲ့မဲလုံးစကားပြောနေကြစဉ်ဘယ်ချိန်ကလေးကရောက်လာပြီးစကားခိုးနာထောင်နေမှမသိတဲ့တာဝါရောက်လာမဲလုံးကလည်းသူနဲ့စိတ်ချရန်ပြောနေတာပေါ့သူဝေ့လာတီကလည်းဆရာသမားဖို့တည်းရဲ့ဘောင်းမိရှိအင်းရှိတော်စီဘိုးဖက်နဲ့အုတ်ထုတ်ဝိုင်းအောင်ဆောင်းပြီးတော့ဆရာဖြစ်သူရဲ့တနက်ကိုပခုံးမော်တင်စတိုင်ထုတ်စကားပြောနေခြင်းဖြစ်တာကြောင့်မဲလုံးကလည်းနော်ရစိတ်ဆိုးမှကြိုတွေးပြီးတော့ပြောတဲ့စကားကိုလည်းအရင်မကြီးဟန်လုပ်နေတာပေါ့ တင်းတင်းလန်ကတော့တခွိခွိနဲ့ဗဇက်ကိုလက်ဝါးနဲ့အုပ်ပြီးရီးနေတာ
ဖိုးတီရဲ့ဘောင်းမီကလည်းတာဝါနဲ့ဆိုရင်ပွားပြီးတော့ရှည်နေတာကြောင့်အပေါ်ကိုလိတ်တင်ထားအင်းကြီးကလည်းပွားရောင်းပြီးတော့ခါအလွန်ရှိတာကြောင့်လက်ခောက်လိတ်ပြီးတော့လည်းဝှက်ထားတာပေါ့ခြေပေါ်အထက်ဖက်နှက်ကြီးနေပြီလေလမ်းလျှောက်ရင်ပြုတ်ကြတော့မယ်လားရှိတာဝါကလည်းတင်းတင်းလိုက်ကိုချော့မော့စီယုံဝမ်းဆက်တစုံဝယ်ပေးပြီးတော့လည်းမဲလုံးကိုသူနဲ့ထက်ရန်စီယုံရင်လို့တော့လည်းအဆင်ပြေပြီးတော့မဲလုံးကလည်းတာဝါနောက်ကိုဇနီးဖြစ်သူရဲ့ခွင့်ပြုချက်နဲ့လိုက်ခွင့်ရတော့တာပေါ့နောက်တစ်နေ့မနက်စောစောထွက်ကြမည်ဆိုသည်ကိုလည်းရွာကနေစောမထွက်ပဲမနက်၈ နာရီလောက်မှထွက်လာခဲ့တာပေါ့ဖိုးတွေလည်းမပေါ့မင်းတို့နှစ်ယောက်တည်းတောလေထွက်လာကြတာလားကိုကျိုးအတွက်တောလေထွက်တာမဟုတ်ပါဘူးဗျာဇီးပြူတောင်ရွာဘက်မှာကျက်တဲ့တကောင်ကလည်းလူတစ်ယောက်ကိုတတ်စားသွားလို့ကျွန်တော်စီရောက်လာပြီးတော့အကူကြီးလာတောင်းကြတာနဲ့လူတွေနောက်ထပ်ဘေးဆိုးမကြုံရအောင်ကျက်တဲ့နှိမ်နေမှုသွားမလို့ပါတားပါအဝိစားမတော်ရော်တွေဝစ်လို့ပါလားတောပြစ်ထွက်ကြတာလားအသားရလာရင်လည်းတပိတ်သားလောက်ခြံထားပြီးသားမှာဟဲ့လူသားစားဖို့သွားတဲ့ကျက်တဲ့ကိုသွားပြင်ပါဗျကျက်တဲ့သားစားခြင်းယူလာပေးမယ်ဟာတာဝါကလည်းဒီလိုဆိုတော့လေလူတော်မှားတယ်တကယ်တောမုတ်ဆိုကြီးလူပါလားတာဝါနေမြင့်မှသွားလို့တဲ့အကြောင်းကိုလည်းအခုမှပဲမဲလုံးသဘောပေါက်လိုက်တယ်တာဝါတယောက်ကလည်းကျက်တဲ့သွားပြင်မဲ့အကြောင်းကိုလည်းရွာသားများကိုကြွားလူကြီးလည်းအားလုံးကိုနှိုးဆောင်ပြီးတဲ့အချိန်မှလူတိုင်းပြောဆိုမင်းမြန်းအောင်ရုပ်တည်နဲ့ပြန်ဖြေနေခြင်းပေါ့ဇီးပြူတောင်ရွာလည်းညောင်ကိုင်းရွာရဲ့မြောက်ဘက်ရက်မှာရှိပြီးတော့လေခြေချင်းရှောက်ရင်တော့၄ နာရီခန့်ရှောက်ရတဲ့အရက်မှာရှိလူသွားတော်လန်းနေတဆင်တောတောင်များကိုဖျက်ဆီးပြီးသွားလာပြီးတော့လေတောတောင်များနဲ့နီးကပ်စွာတီးရှိရဲ့အင်ဂျီတရားဝင်းကျင်ရှိတဲ့ရွာတရားပေါ့မတော်တရောဝေစားထားတဲ့တာဝါနဲ့မဲလုံးကလည်းရွာတွင်းနဲ့ဝင်ရောက်လာခဲ့ရွာအနီးကနေမြင့်ပြီးကြီးတဲ့တောင်ကြီးမှာလေတောစည်းပြူတွေများတောင်အနှံ့မှာနေရာနှံ့ပြပေါက်ရောက်နေတာကိုဆွဲပြုတ်ပြီးတော့ဇီးပြူတောင်လုံးလေးခေါ်ကြတာပေါ့တာဝါကလည်းသူတို့လာတာကိုဝိုင်းကြည့်နေတယ်ရွာသားများရှိမှဟန်ပါပါရှောင်ရင်ရှိနေမုံစိုးဖို့တွေကဘာတူလဲရုပ်ရည်ခံ냐ပြီးတော့ယောက်ျားပီသားတယ်ကြားဖို့တာအခုတွေ့ရတဲ့နှစ်ယောက်ကတော့တယောက်ကဆက်ဖြည်းဖြည်းနဲ့လူပြက်ရုပ်နောက်တယောက်ကအသားမဲမဲနေဖိုးတွေမပါလာဘူးဗျအကျုပ်ဖိုးတွေကိုတွေ့ဘူးလေဒီလူနှစ်ယောက်ကဖိုးတွေရဲ့တပည့်တွေဖြစ်နိုင်တယ်။အော်ဖိုးတွေကိုမတွေ့ဘူးလို့မလို့ကြည်ကျင်နေတာသူ့တပည့်တွေဆိုတော့မကြည်ကျင်တော့ဟိုလူဆိုမတော်တရော်တွေဝက်ပြီးတော့ကြည်ရအတော်ဆိုးအေးရွာသူရွာသားများပြောစကားကိုလည်းနှစ်ယောက်သားကြားရတာပေါ့တာဝါကလည်းမျက်နှာထားတီတီနဲ့မဲလုံးကိုကြည်ရင်းနေတယ်မဲလုံးမင်းအသားမဲရုပ်ဆိုးတာငါပါရောပြီးတော့ပြောခံနေရတယ်အေးပေါ့ဆရာမကောင်းတပည့်ကောင်းပေါ့လေဟာချက်ချင်းဆရာဖြစ်သွားပါလားကိုတာဝါရဲ့နောက်ပြီးတော့ရုပ်ဆိုးတယ်ပြောခံရတာလေကျွန်တော်တယောက်တည်းကိုပြောတာမဟုတ်ဘူးလေခင်ဗျရုပ်ပါတယ်ဗျစကားမရှိနဲ့ကွာမင်းကရုပ်ဆိုးတဲ့အထက်အသားပါမဲသေးတယ်ကွာတာဝါလည်းမဲလုံးကိုစကားပြောနိုင်ယူရင်းနဲ့ရွာသားတယောက်ကိုလည်းတကြီးအိမ်မေးတာပေါ့တာဝါကလည်းမဲလုံးဆိုလည်းအမြဲတမ်းအနိုင်ကျင့်နေကြမလို့သူပြောချင်အောင်ပြောနေခြင်းလည်းဖြစ်တယ်မဲလုံးကလည်းတာဝါနဲ့ပတ်သက်ရင်လည်းခံပေါင်းသူမလို့လည်းပြဿနာမရှိတခြားသူသာဆိုရင်တော့လည်းတာဝါရဲ့ပြောဆိုပုံကရန်ဖြစ်ရမှာသိကြတာပေါ့ရွာသားများရဲ့လမ်းညွှန်ချက်နဲ့လည်းရွာလူကြီးရဲ့အိမ်ကိုရောက်သွားတယ်နှစ်ထပ်ပြင်အောင်အင်ကြီးတစ်လုံးရဲ့ရှေ့မှာခြံဝင်းရှေ့မှာရက်လိုက်ပြီးတော့တာဝါကလည်းအတန်ပြူတာပေါ့ပြိုးတကြီးဟေးဘသူတွေလဲအော်ဖိုးတီတပည့်တွေလားလာကြအိမ်မော်တက်ကြအိမ်အောင်ထက်တွင်ကနေအသက်50ကျော်လူကြီးတယောက်ထွက်လာပြီးတော့လေသူတို့နှစ်ယောက်တနက်များပါလာတာကိုကြည့်ပြီးတော့အခေါ်ခိုင်းထားတဲ့မုံစိုးဖိုးတီတပည့်များဖြစ်ကြောင်းသိရတာကြောင့်အိမ်တွင်နဲ့ဖိတ်ခေါ်တော့လေနှစ်ယောက်သားအိမ်ထဲကိုဝင်သွားခဲ့အထုပ်ပုံးများနဲ့တနက်များကိုတော့ခုံပိုင်းတစ်ခုမှာပြစ်ချထားတယ်ကလတ်ထိုင်မှာတော့လေရွာလူကြီးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ရင်းနှီးချမ်းနဲ့ကြံစကားခဲများထည့်ထားတဲ့ပကံတစ်ချက်ကိုတော့တကြီးမိန်းမလို့ထင်ရတဲ့မိန်းမကြီးတယောက်ကလေစပွဲပေါ်လာချပြီးမြင့်ကျော်မနေ့ကလေးကပြောသွားတယ်မုံစိုးဖို့တွေခီးလွန်နေလို့တဲ့သူ့တပည့်တွေလာမယ်ပြောသွားတယ်ပြောရရင်တော့ရွာသားတွေကလည်းတောမတက်ရဲကြဘူးဖြစ်နေကြတယ်ဗျဒီကျက်တစ်ကိုလည်းအမြန်ဆုံးရှင်းပေးစီချင်ပါတယ်ကွာကျွန်တော်ဆရာလိုပဲကျွန်တော်ကိုလည်းယုံကြည်မှုထားပေးပါတကြီးကျွန်တော်ကလည်းမုံစိုးဝမ်းစာပြည့်တဲ့မုံစိုးတယောက်ပါတားကောင်မျိုးစုံလက်နက်မျိုးစုံနဲ့တတ်ဖူးတယ်အောက်နယ်ဘက်မှာဗျာကြားတကောင်ပြစ်ခံနေမှာပဲတနက်ဂျမ်းဖြစ်ပြီးတော့ပြစ်မရတော့လေကြားကလည်းကျွန်တော်ကိုမြင်သွားပြီးတော့လှမ်းခွန်အုပ်တာအဲ့ဒါခါကြားဓမြောင်ထုတ်ပြီးတော့ကြားနဲ့ဖက်လုံးရတာကြားဆိုတဲ့တတဝါလဲနွားဟုတ်တောင်ဆွဲတော့နိုင်တဲ့အကောင်လေးအားလေတဲ့တန်းတယ်ကျွန်တော်လဲတကူလုံးဒဏ်ရာတွေရကြားကိုလည်းရင်ဘက်ကိုဓမြောင်နဲ့ထိုးလိုက်နိုင်တယ်ဟာကြားဟုတ်တောင်ဖက်လုံးတာလားမောင်ရင်လေးကတတိအတော်ကောင်းပါလားနာမည်ကဘာတူကျွန်တော်နာမည်ကတာပါဒါကတော့ကျွန်တော်ရဲ့အားကိုးရတဲ့လက်ယုံတစ်ဖက်မဲလုံးပါဒီကောင်ကလည်းကျွန်တော်တက်သမျှဆရာစားမချန်သင်ပေးနေပါတယ်ဦးလေးနာမည်ကတော့ရွှေမောင်းပါဒီဇီးပြူတောင်ရွာလူကြီးပေါ့ကွာဖိုးတွေတပည့်တွေဆိုတော့လည်းမင်းတို့အားကိုးပါတယ်မင်းကြည့်ရတာလည်းရဲရင်ပုံလည်းရတယ်
ကျွန်တော်ဆရာဖိုးတွေတောင်ကျွန်တော်အရေးစုံလို့တားယူရတယ်ဗျတခါလဲမီးချောင်းတစ်ကောင်တောင်းကျန်းလို့သွားဖမ်းကြတာမီးချောင်းကလှေနာကပ်လာပြီးတော့အမီးနဲ့ရိုက်တာဗျကျွန်တော်လဲဓမြောင်ပါဇက်မှာကိုက်ပြီးတော့လှေဘောနဲ့ဒိုင်းမင်ထိုးစင်းရေအောက်မှာမီးချောင်းနဲ့လုံးကြတာဗျရေပေါ်မှာလဲသွေးကွက်တွေပေါ်လာတော့ကျွန်တော်လူတွေကကျွန်တော်တေးပြီးထင်နေကြတာပေါ့တကယ်ကတော့မီးချောင်းကိုဓာတ်နဲ့ထိုးတက်ပြီးတော့မီးချောင်းစီကနေထွက်လာတဲ့သွေးတွေဗျမုံဆိုးလို့ဆိုတော့လေတခါတလေမှာအသက်လူတိုက်ပွဲတွေလည်းရှိတာပဲလေဟာမင်းကြောင်ကြားရတာတကယ်အားရတယ်ကွာဟိုခဏနေထမင်းစားကြမယ်လေအခုကြက်တစ်ကိုတွေးခဲ့ရတဲ့ရွာသားကိုသွားခေါ်ခိုင်းလိုက်မယ်ခဏဆောင်တာဝလည်းစကားကိုကြောဝါပြောတတ်သည်ကလည်းနှစ်ယောက်မရှိသူ့ရဲ့ပေါ်တော်တော်ပြောစကားကိုနားထောင်နေရတဲ့မဲလုံးကတော့နားရှက်လာပြီဖြစ်ပါတယ်တကယ်မဟုတ်တာကိုလည်းဟုတ်တယ်အောင်မပြောတတ်လူကြီးသူမကိုလိန်ပြောနေတဲ့တာဝပြောတာကိုပဲအားနာပြီးတော့မျက်နှာပူနေရဥရှိမောင်ထွက်သွားပြီးတော့လည်းနှစ်ယောက်တည်းရှိတဲ့ချိန်မှာတော့လေဟာကုသားဝခမရလူကြီးကိုဘာလို့လင်းရတာလဲဗျာတကယ်လည်းမဟုတ်ဖ ೇನೆ တိတ်တည်နေစမ်းမကွာစကားနဲ့အရင်လေးစားမှုယူထားရတယ်ကွာမင်းဘာမှဝင်မပြောပါနဲ့ငါကြည့်ရှင်းနိုင်ပါဟာပြောနေတာတွေကပေါ်လုံးမနေဘူးလားဗျာနားထောင်နေတဲ့ခမရအစားရှက်လာပြီဟာငမဲလို့ဗဇက်ပိတ်တာဘာရှက်တာလဲကွာမင်းအသားမဲတာကြတော့မရှက်ဘူးလားဟာဗျာအယူစကားတွေပြောမနေနဲ့ရွာပြန်ချင်းနေပြီဗျဟေးညီလေးမဲလုံးကလေအကူစတာကိုမင်းကစိတ်ဆိုးလို့လားမင်းကိုချစ်လို့စတာပါကွာမင်းမရှိရင်အကူကဘာလို့အားကိုးရမှာလဲစိတ်မဆိုးနဲ့နော်အေးပါဗျာလူကြီးတို့ရှောက်မနေနဲ့တော့ဗျစိတ်မဆိုးပါဘူးအားနာလို့ပြောရတာမင်းကလည်းကွာစိတ်မဆိုးဘူးလို့သာပြောတယ်မျက်နှာကြီးကလည်းမဲသေးနေတာပဲခမရနော်ကိုသားပါပေါက်ကြရတွေဆက်ပြောနေတကယ်ပြန်ပါဗျတော်ကလည်းတခွီခွီရင်းနှန်းနေစိတ်ဆိုးနေတဲ့မဲလုံးဆက်မဆတော့ဘဲနဲ့ရင်းနေချမ်းတောက်ပြီးတော့ကြံစကားစားရင်ရှိနေတာပေါ့ခဏကြာမှတော့ရွာလူကြီးဥရွှေမောင်းနဲ့တူတူလူနှစ်ယောက်ပါလာတယ်တယောက်ကတော့သူတို့ကိုလာခေါ်တဲ့မြင့်ကျော်ဖြစ်တယ်လေရွာလူကြီးနီးရလွတ်တဲ့ခုံမှာရွာသားနှစ်ယောက်ကလည်းဝင်ထိုင်လိုက်ကြတာပေါ့ဒီတယောက်ကတော့မင်းတို့လာခေါ်တဲ့မြင့်ကျော်တီးပြီးကြရောပေါ့သူကတော့ကျက်တစ်အကြိုက်ခံလိုက်ရတဲ့ရွာသားနဲ့တူပါသွားပြီးတော့ကျက်တစ်ကိုတွေ့လိုက်ရတဲ့သူပဲနာမည်ကတော့တင့်ဖေးတဲ့ကဲတင့်ဖေးသူတို့နှစ်ယောက်ကတော့မိုးစိုးဖိုးတွေရဲ့တပည့်တွေမင်းတငယ်ချင်းကိုတတ်သွားတယ်ဆိုတဲ့ကျက်တစ်ကိုနှိမ်နှင်းမှုခေါ်ထားတာသူကတော့တာဝဒီတငယ်ကတော့မဲလုံးနဲ့ဥရှိမောင်ကလည်းဂျားကနေမိတ်ဆက်ပေးတာပေါ့တာဝကလည်းတင်ဖေးကိုမျက်နှာချင်းဆိုင်ကြည့်လိုက်ရင်လည်းလေကဲကိုတင်ဖေးခမရတငယ်ချင်းကိုကြိုက်တက်သွားတဲ့တတ္တဝါကျက်တစ်ဆိုတာသိကြရဲ့လားဒီနယ်ဘက်မှာကျက်တစ်မရှိလေတော့သိကြအောင်မေးကြည့်ရတာကျက်တစ်ကိုငါလဲဗီဒီယိုကားတွေစာအုပ်တွေမှာပဲတွေ့ဘူးတာပါကွာငါတငယ်ချင်းနဲ့ငါနေရာခွဲပြီးတော့ဝါခုတ်ကြရင်အော်တန်ကြားတော့လဲဓမ္မကင်ပြီးတော့ပြေးလိုက်တာခန္ဓာကိုယ်မှာအဆက်ပြောက်တွေနဲ့ကျက်တစ်တကောင်ကိုငါတငယ်ချင်းရဲ့လေပင်ကိုကြိုက်တက်ထားတာတွေ့လိုက်ငါလည်းကြောင်ကြည့်နေတော့ကျက်တစ်ကလည်းငါပဲလှည့်လာပြီးမန်ဖီတာနဲ့ကြောက်ပြီးတော့ရွာကိုပြေးလာပြီးတော့ရွာလူတွေကိုလာခေါ်တာရွာသားတွေစုပြီးတော့လက်နက်တွေယူပြီးလိုက်ကြတော့ကျွန်တော်တငယ်ချင်းကိုလည်းကျက်တစ်ကအသားတွေဖဲ့ပြီးစားသွားလို့ရုပ်ပြက်ဆင်းပြက်တွေ့လိုက်တယ်ကြားရတာစိတ်မကောင်းပါဘူးဗျာဒီကျက်တစ်ကိုလည်းနောက်လူတွေကိုဒုက္ခမရောက်အောင်လို့အမြန်ဆုံးနှိမ်နှင်းပေးပါမယ်ဟာမောင်သားပါလိုအပ်တာတွေရှိရင်တော့အာမနာတန်ပြောဦးလေးတို့တတ်နိုင်တာဆိုရင်လည်းကူညီပေးမယ်ဒီနယ်တဝိုက်တောကိုကျွမ်းကျင်တဲ့လူတယောက်လောက်တော့လိုအပ်တယ်တကြီးရဲ့ကျွန်တော်တို့မနဲ့ကြရင်တောနှင်းပြီးတော့ကျက်တစ်ရှာမယ်ကျက်တစ်ကိုတက်ပြီးမှပြန်လာခဲ့မယ်ဗျာဟာအဲ့ဒါဆိုရင်တော့မြင့်ကျော်မင်းမဲကွာဒီကောင်လေးတွေကိုလမ်းပြဖြစ်လိုက်ပို့ပေးလိုက်ကွာမင်းကလည်းတောနှံ့တောင်နှံ့လဲပြီးတော့ပြားဖို့တစ်ခွရှာဘူးတယ်လေရဲကြီးရော်ကြီးဆိုတော့လည်းညင်းလို့ပဲတော်ရမလဲဗျာကျုပ်သူတို့ကိုလမ်းပြလိုက်ပို့ပေးလိုက်ပါမယ်တကြီးရဲ့အားလုံးပြောဆိုတိုင်ပင်ပြီးတဲ့အခါမှာတော့ရွာသားနှစ်ယောက်ကလည်းပြန်သွားတယ်ရွာလူကြီးရဲ့မိန်းမကလည်းထမင်းဟင်းနေကြက်ပြီးမို့လို့ထမင်းစားရင်လာခေါ်တော့ကြောင့်တာဝနဲ့မဲလုံးကလည်းထမင်းစားလိုက်ကြတာပေါ့စားတော့ပြီးတော့အိမ်ပေါ်တက်မှာသူတို့အိမ်မက်နေရာတွေစီစဉ်ပေးပြီးတော့ရိတ်ခါဆန်နဲ့လိုအပ်တဲ့ရိတ်ခါကြောင့်များစီစဉ်ပေးမယ်အကြောင်းလည်းပြောလာတာဝနဲ့မဲလုံးကလည်းအိမ်ပေါ်တက်မှာသူတို့ရဲ့အိမ်ရမှာတီးတုံးမအိတ်တာပေါ့ညနေဆောင်တဲ့အခါမှာတော့ရေချိုးထမင်းစားခိုင်းတာကိုမစားသေးရင်ပြောပြီးတော့လေတာဝကလည်းရွာထဲကိုထွက်လာပြန်လာတဲ့အခါမှာတော့အရက်တလုံးကိုခါကြထိုးပြီးပြန်ရောက်လာတာပေါ့ကိုသားပါအရက်တော့ဖို့အိမ်ရှင်ကိုခွင့်နှောင်းပေးပြီလားရွာထဲမှာအရက်မရောလို့ရွာပြင်ကအရက်ပုံးရောင်းတဲ့နေရာခက်ခက်ခဲတော့ဝယ်လာတာဒီရွာမှာရွာလူကြီးကအရက်တောက်သူရောင်းသူကိုလည်းထိတ်တုံးခတ်အပြစ်ပေးမယ်လို့ကြေညာထားတယ်ဟာဟဲ့လူဘာတွေလုပ်နေရလဲဗျအခုအရက်စည်းကမ်းထုတ်ထားတဲ့တကြီးရဲ့အိမ်ပေါ်မှာအရက်တောက်ဖို့ခမရကြံ့နေရတာထိတ်တုံးခတ်နေရလို့ကြော်မကောင်းကြမကောင်းဗျာစည်းကမ်းရှိရင်စည်းကမ်းချိုးဖောက်မှုဆိုတာရှိမှာပဲမင်းမတော့ဝင်ရင်လည်းငါကုံတောက်လိုက်မှာတော့ခမရတယောက်တည်းတောက်ပြီးမူးလာရင်ပူဆိုးလိမ့်မယ်ဗျာဖြစ်ချင်တာဖြစ်ဗျာတောက်မယ်တာဝါနဲ့မဲလုံးကလည်းရက်တလုံးကိုနှစ်ယောက်တောက်နေတာပေါ့
မဲလုံးကလည်းစိတ်မလုံးသလိုတကြီးအခြေအနေကိုမကြာခဏလှေကားအနီးသွားကြည့်တာဝါနဲ့ပေါင်းရသည်ကလည်းသူ့ကိုအလွန်စိတ်ရှုပ်စေပါတယ်အရက်မယောင်းရမတော့ရလို့တားမြစ်ထားတဲ့ရွာလူကြီးအိမ်မှာရက်တောက်နေရတဲ့အခြေအနေမှာတော့တာဝါစိတ်အေးလက်အေးရှိနေသလောက်မဲလုံးကတော့စိတ်ရှုပ်ထွေးစွာရှိနေထမင်းစားတဲ့အခါမှာတော့လေတကြီးမိမကလည်းထမင်းပဲပြင်ပေးရတာဝါကလည်းစကားများနေသေးတာမလို့စားပြီးတာနဲ့အိမ်မော်တက်ပြီးတော့တာဝါကိုလည်းမဲလုံးကခေါ်တင်လာရတာပေါ့တကြီးအိမ်မှာတညအိပ်ပြီးတဲ့နောက်တော့ဒီမနေ့စောစောချိန်မှာတော့မြင့်ကျော်ကလည်းထုတ်ပိုးများနဲ့တကြီးအိမ်ရောက်လာနှစ်ယောက်သားကလည်းတကြီးပေးတဲ့ရိတ်ခါတွေကိုယူတကြီးမိမပြင်ပေးတဲ့မနက်စာထမင်းဟင်းကိုစားတော့ပြီးတော့တကြီးလင်မယားကိုနှုတ်ဆက်ပြီးမြင့်ကျော်ဥဆောင်ရနိုင်ကိုလိုက်ခဲ့တာပေါ့မြင့်ကျော်ကလည်းသူတို့ရွာသားကျစ်ဆွဲခံတဲ့နေရာကိုလိုက်သွားဘူးတာကြောင့်ထိုနေရာကနေစပြီးတော့ကျစ်ကိုစရှာကြမယ်ဆိုတာကြောင့်လည်းဥဆောင်ခေါ်သွားတယ်ရွာနေထွက်လာပြီးတော့တနာရီခွဲခန့်တောတောင်များကိုဖျက်ဆီးပြီးရှောက်လာကြရမှာတော့ဝါတော်တောင်ကိုလည်းရောက်ခဲ့တာပေါ့ဝါတော်တောင်တွင်နဲ့တက်ပြီးတဲ့ချိန်ရွာသားတယောက်ကျက်သေးကြိုက်ခံတဲ့နေရာကိုလိုက်ပြရက်ကြတော့ဤမလို့လဲခြေရာခံယူရတော့မဖြစ်နိုင်တာကြောင့်ထိုနေရာကနေစပြီးစံတဝါနဲ့တောတွင်ထဲကိုဝင်ခဲ့တာပေါ့ကျက်သေးကိုလိုက်ရှာရမှာတော့လေသူတို့အတွက်မြေပြင်တစ်ခုတည်းကိုလည်းကြည့်လို့မရဘူးလေတစ်ပင်ကြီးများအုံဆိုင်နေလဲတတိထားပြီးကြည့်ပြီးမှသွားအချိန်ကြီးကလည်းတရွေ့ရွေ့ကုန်ပြီးတော့လေနေမွန်းတဲ့လာသလိုတောကလည်းတဖြည်းဖြည်းချင်းနှက်တဲ့နှက်လာတောတွင်ထဲမှာတထောင်တက်တတော်ဝင်ဆင်းလာတာမလို့လေတောကလည်းနှက်လာသလိုဝမ်းပိုက်တွေကလည်းဟာစားလောင်နေပြီမို့လို့အနားယူချက်ပြုတ်စားတော့ရန်ရေရှိရာနေရာမှာစခန်းချချက်ပြုတ်စားတော့ရန်ပြောရကြောင့်မြင့်ကျော်ကလည်းတောင်ကြီးနှလုံးကြားအတွင်းဟာရေရန်ငယ်ရှိအောင်ခေါ်သွားပြီးတာပေါ့ကဲမင်းတို့တွေချက်ပြုတ်ဖို့ပြင်ဆင်ကြကွာငါဟင်းစားရှာထွက်လိုက်အောင်ကိုတော့သတိထားနော်စိတ်ပူနေနေမဲလို့ငါအန်နဲ့ငါကြည့်ရှောင်တတ်ပါမဲလုံးကလည်းတာဝါကိုလုံးဝစိတ်မချအန်ဒီယေကိုသတိထားရန်မှားနေသည်ကိုလည်းတာဝါအေးအေးဆေးဆေးအမူအရာနဲ့ပြုံးတနက်ကင်ပြီးတော့စကန်းချထားတဲ့နေရာကနေထွက်လာပြီးတော့ပြစ်ခတ်မဲ့သားကောင်ရှာဖွေရင်တောတွင်းကိုတရွေ့သွားနေတာပေါ့မြောက်ရှင်းစားတဲ့တောကောင်ငယ်များကိုတွေ့ရသလိုငှက်ပေါင်းစုံလည်းတွေ့ရတတော်တောင်လုံးတောတရိษံအော်တန်များကလည်းစုညံစွာရှိနေတာပေါ့တာစာတတဝါမရှိရတာတောတရိษံများခုလိုရှိနေခြင်းအတွက်ကြောင့်တာဝါကလည်းအတွေ့အကြုံရသိရတာဝါတယောက်ဝမ်းသာစိတ်ကြောင့်လည်းရင်ခုန်တဲ့နေမြန်သွားတာအကြောင်းကတော့ဝက်ဝင်ကြီးတကောင်တွေ့လက်တစ်ပင်များခြုံနေပင်များမှာပြစ်ကွင်းမသာ၍သာအနီးကိုတရွေ့ရွေ့တိုးကရင်ပြစ်ကွင်းရှင်းလင်းတဲ့နေရာရောက်မှဝက်ဝင်ကြီးကိုတေချာကြည့်လိုက်ရမှာတော့ဝက်ဝင်ကြီးကလည်းမြေကြီးကိုတူးဆွနေကြောင်တွေ့ရတာပေါ့ဝက်ဝင်ကြီးကမြေကြီးကိုဘာကြောင့်တူးဆွနေတာကိုအစနားမလဲတော့လေမြေကြီးအတွင်းကနေအကြီးရွှမ်းနေတဲ့ပြားသက်လက်တစ်ခုကိုယူစားမှာပဲတာဝနားလေသွားခဲ့ပြားများလည်းအများအားဖြင့်တော့တစ်ပင်တစ်ခေါင်းတစ်ကိုင်းမြင်မာတဲ့ကြောက်တောင်ကြီးများမှာလေးကွယ်ရနေရမှာတားအောင်ဖွဲ့တတ်တယ်ထူးထူးခြားခြားလို့ဆိုရမယ်ပြားတစ်မျိုးကတော့မြေအောက်တွင်ဟောင်းနေပါကိုတွင်းဝင်ပြီးတော့အုံဖွဲ့ရကြတာပေါ့ပြားပွေလီလို့ခေါ်တဲ့ပြားငယ်လေးတွေပေါ့တခြားပြားများထက်လည်းအကောင်သေးပြီးတော့ရင်ကောင်ခန့်တာရှိပြီးတခြားပြားများလို့အစိတ်မရှိကြရန်သူကိုတိုက်ခိုက်တော့လဲရန်သူရဲ့ခန္ဓာကိုယ်မှာရှိတယ်အမွှေးမြင်များကိုလည်း၄-၅ပင်လောက်စုပြီးလိန်တက်တဲ့အကောင်တွေပေါ့ပြားကောင်သေးသလိုပြားအုပ်ကလည်းနေတာကြောင့်ပြားရည်အများဆုံးရရင်တော့ဒပလင်းကြော်ခန့်အများဆုံးဖြစ်တယ်အစိတ်မရှိတာကြောင့်လည်းပြားဖို့ရင်လည်းမိကိုသုံးစရာမလိုသူတို့ထွက်လာရပေါက်လေးများနေမှာတရွေးနဲ့တူးသွားရုံပဲလေလက်မွေးချီငွေးများကိုဝိုင်းနေကြပြီလေအနှဲငယ်နာကျင်ယုံမအပလည်းအန်ရယ်မရှိတဲ့ပြားမျိုးတမန်ပြားရည်ထက်ဆေးဘက်ဝင်နေဆိုပြီးတော့လေတိုင်းရင်ဆေးစရာများလည်းဈေးကောင်းပေးဝယ်ကြသလိုဒူးလေးကင်တောမုတ်ဆိုများလည်းပြားပွေလီပြားဖျောင်းနှစ်သက်ကြပြားဖျောင်းကတော့တခြားပြားများလို့ဝါညင်းညစ်အယောင်မဟုတ်ဖဲနဲ့အမဲရောင်ရှိပြီးတော့စီးကက်တာကြောင့်ဒူးလေးသမားများလည်းတစ်ပင်ရအကောင်များကိုပြစ်ခတ်ရများများပြုတ်မကြစေရင်ထိတ်ပိုင်းနားမှာပြားဖျောင်းကက်များတံတော့ပြားဖျောင်းပေါ်ကနေကပ်ပြီးတော့အထိန်ထားရကြတော့လေပွေလီမြေပြားဖျောင်းကလည်းဒူးလေးသမားများအကြိုက်ဖြစ်တာပေါ့ပြားရည်ကြိုက်တဲ့ဝဝင်များကလည်းပြားအုံများကိုတစ်ပင်ပေါ်တက်ပြီးဖွတ်စားကြသလိုတစ်ခေါင်းများကိုလည်းကုတ်ဖဲကြိုက်ခဲပြီးတော့တစ်ခေါင်းပေါက်ကိုချက်ပြားသက်လက်များကိုနှိုက်စားတတ်တယ်ပြားများကလည်းအမွှေးထူတဲ့ဝဝင်များကိုတော့အစိတ်သုံးတက်ရန်အတွက်လဲမတက်နိုင်ကြတဲ့အတွက်လဲဝဝင်ပြုသမျှနှူးရတာပေါ့ပြားရည်အနှံ့ကိုခံနိုင်တဲ့ဝဝင်များကလည်းမြေကြီးတွင်းထဲမှာရှိတဲ့ပွေလီမြေပြားများကိုပြင်အလွန်မပေးဘဲနဲ့တူးဖော်စားတော့တတ်ကြပြန်တယ်တာဝါကလည်းတနက်လုံုံကြီးမောင်းခလုတ်ကိုဖြုတ်ပြီးမောင်းတင်ပြားတက်လက်ကုံသွားရေးလက်ဝါးမှာကတ်နေတဲ့ပြားရည်တွေကိုရှာနဲ့ရက်စားနေတဲ့ဝက်ဝင်ကြီးကိုထိုးချိန်လိုက်ပြစ်ချက်ကလည်းရင်ဘက်ကဟင်းလင်းပွင့်ပြီးတော့စိတ်ကြိုက်အနေထားမျိုးဖြစ်နေတာမို့လို့ရင်ဘက်ကိုလည်းပြစ်ကွင်းချိန်ရွယ်ပြီးတော့မောင်းခလုတ်ကိုအသက်အောင်ပြီးဆွဲချလိုက်တာပေါ့တာဝါတနက်မောင်းကိုဖြုတ်လိုက်တဲ့အချိန်ဝက်ဝင်ကြီးကလည်းငုံပြီးတော့မြေကြီးအတွင်းကိုလက်နှိုက်ချိန်နဲ့တိုက်ဆိုင်သွားတော့ပြစ်မှတ်ကလွဲချော်ဝက်ဝင်ကြီးရဲ့ပခုံးကိုတနက်ကြီးထိမှန်တော့လေဝက်ဝင်ကြီးကနာကျင်မှုနဲ့တူဒေါသတကြီးအော်ဟစ်ဟိုပြေးဒီပြေးနဲ့လေမာအနက်ခံစစ်ကြီးတော့ဝက်ဝင်ကိုတွေ့ရတာကြောင့်လဲဝမ်းတောင်လုံးဆုပ်ပြီးလေပေါ်လေအောက်မရွေးမိပဲနဲ့လေပေါ်ရောက်နေတဲ့တာဝရဲ့အနံ့ကိုချက်ချင်းရတာဝရှိရောက်တရှိန်တို့ပြေးလာတော့လေတာဝကလည်းတနက်မောင်းထက်တင်၍ကြောက်လန့်တကြားပြစ်တော့
ကြည်စံကတော့ဝက်ဝင်ကြီးနဲ့တထောင်ခန့်အကွာမှာဝေးသွားတာပေါ့အချိန်ကြီးမကောင်းတော့တာမလို့လဲပြစ်ခတ်ပြီးရနဲ့တာဝကလည်းထွက်ပြေးရမှာဝက်ဝင်ရလည်းသူ့နောက်ကနေထက်ချက်မကွာပြေးလိုက်တာတာဝနီးရောက်လာတဲ့ဝက်ဝင်ရလည်းနောက်ကနေလက်နဲ့လှမ်းကူတော့အင်းကြီးပြေးအသားကလည်းဆက်ပြင်းပြင်းခံစားရတာကြောင့်တာဝကတော့ငယ်တန်းပေါင်းအော်ဟင်းရင်အတကုံပြေးတာပေါ့ရှေ့ကတာဝအတကုံပြေးနေတယ်လို့တော့နောက်ကဝက်ဝင်ကြီးကလည်းဒေါသတကြီးနဲ့ပြေးလိုက်တာတာဝကတော့ဝက်ဝင်ကြီးမှီလူမှီခင်အချိန်မှာတော့အနောက်ကနေအသက်ဘေးအန်ဒီယိုသာတွေးကြောက်ပြီးပြေးနေတဲ့တာဝတယောက်သူ့ရှေ့ကအန်ဒီယိုမမြင်လိုက်ပဲနဲ့ကြောက်ကဘာအစွန်းဆုံးကိုရောက်အချိန်မထိန်နိုင်မဲနဲ့အောက်ကိုပြုတ်ကျသွားသလိုသူ့နောက်ကဒေါသကြီးလိုက်လာတဲ့ဝက်ဝင်ကြီးကလည်းအောက်ကိုပြုတ်ကျတာပေါ့တာဝတော့သေပြီလို့တွေးပြီးတော့လေရှိသမျှအတန်ကိုအတန်ကုန်ချစ်အော်ဟစ်လိုက်တော့လေသူ့အတန်တောတောင်ထဲမှာပဲ့တင်တယ်ထွက်ပေါ်လာဝက်ဝင်ကြီးကလည်းသူ့ဘေးမှာခြေကားလက်ကားနဲ့ပြုတ်ကျနေတာမြင်ရတယ်လေတာဝကလည်းလုံးမိလို့ရလက်ကနေကြုံရဖမ်းဆွဲတော့ຫນွေရိုးတပင်ကိုလည်းလက်တစ်ဘက်ကဖမ်းဆွဲအချိန်နဲ့အောက်ကိုအနှဲငယ်လျှော့ဆင်းပြီးမှရက်သွားတယ်ကံကောင်းထောင်းမှတော့နဲ့သူ့ခန္ဓာကိုယ်တော့ကြောက်ကဘာအောက်ကနေအောက်ကိုကျဆင်းနေတဲ့ຫນွေရိုးတပင်ကိုဖမ်းမိပြီးအသက်ချမ်းသာရတာပေါ့တာဝကလည်းနောက်လက်တစ်ဖက်ကပါຫນွေရိုးကိုအားကင်ထားပြီးတော့အောက်ကိုငုံကြည့်တော့အောက်ဖက်မှာတော့ကြောက်တုံးများနဲ့ရိုက်မိပြီးအသက်ပြောင်းနေတဲ့ဝက်ဝင်ကြီးကိုတွေ့ရတယ်သူသာຫນွေရိုးကိုမဖမ်းဆွဲမိရင်တော့ဝက်ဝင်ကြီးလိုဖြစ်သွားမဲ့အရေးတွေးပြီးတော့လည်းထိတ်လန့်နေတာပေါ့အပေါ်ပြန်တက်ရင်လည်းဝေးမှမလို့အောက်ကိုလည်းຫນွေရိုးနဲ့ခိုဆင်းဝက်ဝင်ကြီးတည်နေတဲ့နေရာနဲ့မနီမဝေးကြောက်တုံးပေါ်မှာထိုင်ရင်ကြောက်လန့်စိန်နဲ့ရှိနေထိုကမှာတော့အော်တန်များကလည်းတာဝနာတွင်ထဲမှာလည်းကြားလိုက်ရတာပေါ့မဲလုံးနဲ့မြင့်ကျော်ရဲ့အော်တန်များသိတာကြောင့်ထိုင်ရနေထအတန်ပြုတ်လိုက်တယ်ကြောက်စိတ်များကိုဖျောက်ပြီးတော့ခက်တီတီအနေထားရှိစီရန်အတွက်လည်းသူ့စိတ်ကိုယ်သူတည်ငြိမ်အောင်တာဝထိန်းနေတာပေါ့အပြန်လည်အော်ဟစ်ပေးကြရင်နဲ့မကြမီမှာတာဝရှိရာကိုလည်းမဲလုံးနဲ့မြင့်ကျော်ရောက်လာတယ်ဟာတနတ်တန်နှစ်ချက်ကြားရတယ်နောက်ပြီးတော့ခမရရဲ့အော်တန်ကြီးကြားရတော့ခမရဒုက္ခရောက်ပြီဆိုပြီးတော့စိုးရင်ပြီးလိုက်လာကြအခုလိုဘာမှမဖြစ်တာတွေ့ရတော့စိတ်အေးသွားတော့တယ်ကိုတာဝရေဟာဝင်းကြီးတကောင်ရထားပါလားဟာတေဟုတ်ပါလားတာဝရဟုတ်တယ်ဗျဒီကောင်ကြီးကိုကြုတ်တွေ့တော့တစ်ပင်ပေါ်မှာမှီပြီးအိတ်နေရလေပြည့်ရင်တော့အလွယ်လေးရပါတယ်ဗျဒါပေမဲ့လည်းအိတ်နေတဲ့သားကောင်ကိုအလွယ်တကူမပြစ်ချင်တာနဲ့လှန့်ပြီးអော်လိုက်တာဒီကောင်ကိုပြေးခွင့်ပေးပြီးမှပြစ်လိုက်တာသူကလည်းတေကန်ကြီးမှာအခွင့်အရေးရတဲ့နယ်လို့ထင်လို့ပါကိုမြင့်ကျော်ရဲ့တာဝစကားကြောင့်လည်းကိုမြင့်ကျော်တရားအထင်ကြီးလေးစားတဲ့အကြည့်နဲ့တာဝကိုကြည့်နေတော့တာဝကလည်းမျက်နှာထားတီတီနဲ့ရှိနေတာပေါ့ဒါမှမုတ်ဆိုးကောင်းလို့ခေါ်တာကွာတာဝရမင်းလိုမုတ်ဆိုးမျိုးရှားတယ်ကွာငါတကယ်လေးစားတယ်ကဲလေးစားတာနောက်ထပ်ကိုမြင့်ကျော်ဒီကောင်ကြီးကိုကျွန်တော်တို့တည်ဖို့လုပ်ရမယ်မဲလုံးကတော့တာဝကိုမယုံမကြည်အကြည့်နဲ့ကြည့်နေတာပေါ့ကိုတာဝခင်ဗျကြောကုန်းကအင်ကြီးပြဲနေပါလားသွေးရည်လည်းထွက်နေဘလို့ဖြစ်တာလဲမဲလုံးစကားကြောင့်လဲတာဝကမျက်နှာကော့ကတင်းပြက်ပြီးတော့လေချက်ချင်းမျက်နှာကိုပြန်တီးလိုက်တာပေါ့ဝက်ဝင်ကြီးလွတ်တော်မှာဆိုလို့အတင်းပြေးလာတာစူးကြုံကနေညှိပြီးတော့အင်ကြီးပြဲအသားနဲ့နဲ့ချစ်မိသွားတာစောင်မဖွဲတော့ပါဘူးမဲလုံးရမဲလုံးကလည်းအကြောင်းတည်မလို့တာဝရဲ့ပြောစကားကိုသိမယုံကျင်တော့လေသူမမြင်ရတဲ့ကိစ္စမလို့ယုံပေးနေရတာဝက်ဝင်ကိုသွားစစ်ကြည့်တော့ပခုံးသားမှာကြည်စံထိမှန်ရကိုတွေ့ရပြီးတော့တခြားကြည်စံရမတွေ့ရခေါင်းကလည်းကြောက်တုံးနဲ့ထိပြီးတော့ကြေမွနေတော့လေကြည်စံရကိုမတွေ့ရဘူးလေခမရပြစ်လိုက်တာနှစ်ချက်နော်ကြည်စံတန်ရတစ်ခုပဲတွေ့တယ်နောက်ကြည်စံရပြောက်နေတယ်ဗျခေါင်းကဘာလို့ကြေမွနေရလဲခန္ဓာကိုယ်ရိုးတွေကလည်းကျိုးနေတယ်တောင်မောကပြုတ်ကြတာဖြစ်နေတယ်ဩမင်းအတော်ကိုရှာရှိဆက်ရကောင်းမယ်ကွာတောင်ဆောင်မှာရှိနေတော့ငါပြစ်ချလိုက်လို့အောက်ကိုပြုတ်ကျသွားတာကွာဝက်ဝင်ရနေပြီပဲကွာဘာလို့စေလားတွေပြောနေရတာလဲမဲလုံးကစကားရှင်ကြီးလည်းတာဝကလည်းစကားမမပြောပြီးတော့စကားစာဖြက်ဝက်ဝင်ကိုတည်ကြတာပေါ့တောမုတ်ဆိုတွေ့ကြုံမရှိတဲ့ကိုမြင့်ကျော်ကိုလိန်မေးရတော့လေမဲလုံးကိုတော့လိန်မရဖြစ်စဉ်ကိုသေချာမသိတော့လေဝက်ဝင်သေးဆုံးရသည်ကလည်းတနတ်ထိမှန်ရွေးမဟုတ်ဖ ೇನೆ တောင်မောကပြုတ်ကျ၍သေခြင်းသာဖြစ်ကြောင်းမဲလုံးသိရတာပေါ့စကန်ချတာနေရာကိုလည်းဝက်ဝင်ကိုတည်လာဝက်ဝင်ကိုအရေပြားခွာပြီးခုတ်ထစ်ယနေ့တော့လည်းကျက်သိချာရန်အချိန်မရှိတော့တာမလို့ရေအိုင်နီးမှာစကန်ချရန်စီစဉ်လိုက်တာပေါ့ထင်းကြောင်များရှာကြပြီးတော့လေကြက်စင်ဆောက်ခုတ်ထေထားတဲ့ဝင်သားများကိုကြက်ကင်ပြီးရနဲ့ရေချိုးကြမဲလုံးကလည်းအနာကျက်စီရန်ဆေးရွက်ပင်များကိုရှာကြောက်ပြားတစ်ခုမှကြောက်တုံးနဲ့ဖိပုတ်ဆေးပင်ဆေးရွက်ကိုကြည်မောင်းခြေပြီးရလာတဲ့ကြိတ်ဖက်များကိုလည်းဖက်နဲ့ထုတ်ပြီးတာဝရှိရာကိုယူသွားပေးလိုက်တာပေါ့ကိုသားကဝရမောက်လေဗျာကျုပ်ဆေးထည့်ပေးမယ်ဟာငါတပည့်လေးကတိတဲ့လွန်းလို့ဆရာမင်းကိုအားကိုးနေရတာစေတနာပြည့်မဲ့စကားတွေမပြောနဲ့တော့ကိုသားကတာဝကလည်းအင်းချုပ်ပြီးတော့ဝရမောက်လိုက်တော့ကြောကွန်းကအစင်းရာကြီး၃ခုကိုလည်းအတိုင်းသားမြင်ရတော့ရှက်ထီသွားခြင်းသာဖြစ်ပြီးတော့အတွင်းထဲကိုလက်သေးနှင်းမဝင်သွားတာကံကောင်းတယ်ပြောရဝဝင်ကုတ်တဲ့ဒဏ်ရာလို့လည်းမင်းလုံးသိလိုက်တာပေါ့ဒဏ်ရာတစ်ချက်ကိုလည်းစေးကြေးဖက်များကိုအရင်ညှစ်ချပြီးတော့တာဝကလည်းဆက်လွန်းလို့ညီးတွားနေစူးချစ်ဒဏ်ရာကလည်းဝင်ကုတ်ထားသလိုပါလားကိုသားဘပြောလို့သာစူးချစ်တယ်လို့သိရတာဒီတိုင်းကြည့်မယ်ဆိုရင်တော့ဝင်ကုတ်တယ်လို့ထင်မိမှာပဲအသားမဲသလောက်ရှာရှည်တဲ့ကောင်ပဲမင်းမစပိတ်ထားစမ်းပါကွာနားခါတယ်
သာဝကတော့သူ့စီယာသမားတောတက်တဲ့ဝယ်စားများယူလာရမှာနောက်ထပ်အင်ကြီးတစ်ထည်ထုတ်ဝင်ရင်မဲလုံးစကားကိုတော့အလိုမကျဟန်နဲ့ပြောလိုက်တာပေါ့ကိုကြီးဖိုးတီဝယ်စားတွေအကုန်ထည့်လာလားတစ်ထည်လည်းပြေးသွားပြီနော်နော်ရပြောလိမ့်မယ်ကိုသားပါကိုကြီးဖိုးတီကလည်းသူ့မိန်းမဆုံးမတာမဟုတ်သေးပါဘူးစကားပြောတာလည်းရှာသွက်အာသွက်နဲ့စိတ်တူကိုကောင်းသူ့မွေးဖွားလာရပတ်ဝန်းကျင်ဒေသသူ့အသက်အရွယ်ရလဲလူငယ်မလို့အဲ့ဒီလိုပြောနေတာပါဗျာစိတ်ရင်းကောင်းပါတကယ်ရေးချောင်းကြုံလို့ပတ်စံအကူလာချီးတဲ့သူတွေကိုသူပါပြောလို့လေကိုသားဘရဲတော့ဖို့ပတ်စံချီးရင်လည်းချီးလို့မရတာရောကိုသားဘကိုစကားကောင်းပြန်မပြောလို့စိတ်ဆိုးတာအဓိကအကြောင်းမဟုတ်လားမချီးတာပြဿနာမဟုတ်ပါဘူးကြုံရင်မိန်းမကိုပါတိုင်လို့ခတ်နေတာမြင့်ကျော်ထမင်းချက်နေတဲ့အချိန်နှစ်ယောက်သားစကားပြောနေတာပေါ့တာဝကလည်းကြိုတင်ပြင်ဆင်တဲ့အနေနဲ့ကိုမြင့်ကျော်ကိုလည်းရှစ်ပလင်းကန်ဘူးတဘူးနဲ့လည်းအရက်ဝယ်ခိုင်းထားပြီးတော့ယူလာတော့ဝင်သားတချို့ကိုလည်းမီးနာကပ်ပြီးတော့ပြင်းပြင်းကင်းအရက်နဲ့လည်းမီးနှမ်းနဲ့စကားပြောနေတာပေါ့ကိုမြင့်ကျော်ကြည့်ရတာဒီနေ့တကြောမှာအတော်ကိုခမရတော်ကျွမ်းကျင်တဲ့ပုံကျွမ်းဆိုတာဝရငါလူပြိုပေါက်ကလေးကအဖေစီမှာလည်းပြားအောင်ရှာနီးပြားဖွန်နီးတက်ခွသစင်ရှာတဲ့ပညာတွေကိုတောအနှံ့တောင်နှံ့အဖေနောက်လိုက်ပြီးတော့ပညာတည်ယူရင်းကြည့်လာတော့လေကိုယ်တိုင်တယောက်တည်းတောတောင်အနှံ့သွားရင်းနဲ့ဒီတောဒီတောင်တွေကျွမ်းကျင်နေတာဒါပေမဲ့ငါမရောက်ဘူးမတက်ဘူးတဲ့တောင်ကြီးတတောင်ရှိငါပါဝင်ဘယ်ရောသားမှလည်းမတက်ဝင်ကြတဲ့တောင်တစ်လုံးရှိဟာကိုမင်းကျော်ပြောပုံရအဲ့ဒီတောင်ကအကြောင်းတစ်ခုခုရှိပုံရတယ်နော်အဲ့လိုဇလန်းစာပြောထားရင်စိတ်ဝင်စားစရာကောင်းမှသိကြတယ်ဗျဘလို့အကြောင်းရင်းများရှိလို့လဲကိုမင်းကျော်ပြောစမ်းပါမဲလုံးနဲ့တာဝကလည်းသူတို့ရွာသားတွေမတက်ဝင်ဘူးဆိုတဲ့တောင်အကြောင်းကိုသိလို့တာကြောင့်မြင်းကျော်ကိုမေးတာပေါ့မြင်းကျော်ကလည်းလက်ကျန်ရက်ကိုမော့တော့ပြီးတော့အသားကင်တစ်ဖက်ဝါလိုက်ပြီးမှဆက်ပြောတယ်1945မှာမြန်မာပြည်ကိုဖက်စစ်ဂျပန်တွေရဲ့ကျူးကျော်ဝင်ရောက်ပြီးတော့မြန်မာပြည်ကတဘာဝတင်ရစားတာတွေကိုယူတယ်ပြည်သူတွေကိုလည်းနီးလန်းပေါင်းစုံနဲ့ဒုက္ခပေးနှိပ်စက်တယ်တကယ့်ကိုစစ်ဘလူးရိုင်းဆိုင်ကောင်တွေပေါ့ကွာခမရစကားကိုဖျက်ပြောရရင်ဗြိတိရှတွေနှစ်တရာကျော်အုပ်ချုပ်တယ်တင်ရစားတာတွေယူတယ်ဒါအုပ်မြန်မာပြည်သားတွေကနာကြီးစရာဖြစ်သိတဲ့သဘောမထားဘဲနဲ့3နှစ်လောက်ပဲအုပ်ချုပ်တဲ့ဂျပန်ကိုတော့အယူတဲ့အသားတွေကနေကိုမုန်းနေတယ်ဆိုတာဥရောပသားနဲ့အာရှသားတွေရဲ့ငြိမ်ချင်းမတူညီတာလို့ပြောရမလားမှန်တယ်တော့ဒီဂျပန်နေအနေနဲ့ဒို့နိုင်ငံသားတွေထက်ဆဆရရတာပေမဲ့လေဥရောပနိုင်ငံသားအတွေးခေါ်ဘဲမိမလဲအစောကဇလန်းကိုပြန်ဆန်းရင်လေမြန်မာပြည်ကမဟာမိတ်တပ်အင်အားစုအကူအညီနဲ့ဂျပန်တွေကိုတိုက်ထုတ်တော့ဂျပန်နေစစ်ရှုံးပြီးတော့စုပ်ပြေးကြရတော့လေဒီနယ်ရဲ့ကင်မီတိုင်ရုံးကနေပြီးတော့ဂျပန်တပ်စိတ်တစိတ်ကတစ်တာကြီးတွေကိုတုံမန်းအဖြစ်ဖမ်းထားတဲ့လူတွေကိုထမ်းခိုင်းငါတို့ရွာရဲ့တောဘက်ကိုရောက်လာကြတယ်အဲ့ဒါပြီးတော့လေတောင်ကြီးတောင်မှာစခန်းချပြီးတော့သူတို့တည်လာတဲ့တစ်တာတွေကိုဝှက်လိုက်ကြတယ်အထမ်းသမားဖြစ်ခေါ်လာတဲ့တုံမန်းတွေကိုလည်းတတ်လိုက်ကြတာပေါ့သူတို့မလုပ်ဘူးဆိုတာကိုဂျပန်တွေကလည်းသိနေပြီလေဘာလို့လဲဆိုတော့လေသူတို့နောက်ကမြန်မာတော်လန်ရေးရဲဘော်တွေကလည်းတောက်လျှောက်လိုက်နေတယ်ဆိုတာသိရတော့ဂျပန်တွေကလည်းအဲ့ဒီတောင်ပေါ်ကနေပြန်ခုခံတိုက်တယ်မြန်မာတော်လန်ရဲဘော်တွေကလည်းကိုလူတွေမထိခဲ့ရအောင်တောင်ကိုဝိုင်းပြီးတော့အစာရည်စာဖျက်လိုက်တာပေါ့ရက်တွေကြာလာတဲ့ခါမှာတော့ပါလာတဲ့ရေတွေအစားအသောက်တွေကုန်သွားတဲ့ဂျပန်တွေကအညံ့မခံမဲနဲ့သူတို့ဟာသူတို့တတ်တည်လိုက်ကြတယ်မြန်မာတော်လန်ရဲဘော်တွေတောင်ပေါ်ရောက်တဲ့ချိန်မှာတော့ဂျပန်အလောင်းတွေပဲတွေ့ရတာပေါ့အတိအကျတဲ့သတင်းရလဲဂျပန်တွေတည်သွားတဲ့ပစ္စည်းတွေဟာငါတို့နယ်ဘက်ကရွှေငွေရတနာတစ်တာကြီး6လုံးအပြည့်ပါသွားတယ်ဆိုတဲ့သတင်းရတာမလို့ဒီတောင်ပေါ်နေရာနဲ့မှာရှာပေးမယ်လေဂျပန်တွေဝှက်ထားတာကိုမတွေ့အောင်တောင်ကလည်းကြီးတော့လဲနေရာမသိရင်လဲရှာဖို့မလဲဘူးလေနောက်ဆုံးတော့လဲလက်လျှော်ပြီးတော့ပြန်သွားတာပေါ့တဆင်စကားနဲ့လဲဂျပန်တွေဝှက်ထားတဲ့ရတနာတွေကိုရှာဖို့အဲ့ဒီတောင်ပေါ်ကိုလဲလူတွေမကြာခဏရောက်လာဒါပေမဲ့လို့လဲသူတို့အေးအေးမရှာနိုင်ဘူးဂျပန်တွေကလည်းမကြွမလို့ဘွားနဲ့တောင်ပေါ်ကိုတက်လာပြီးတော့ရတနာရှာသူတွေကိုခြောက်လိုက်ကြောက်လန့်စရာ6လက်မှုမျိုးစုံကြုံရတာမဟုတ်လို့လေအဲ့ဒီတောင်ပေါ်ဘယ်သူမှမတက်ဝင်ကြတာဒီနေ့ထိပဲဒါတော့များတော့ပြီဗျာမသေးခင်တော့လည်းမြန်မာပြည်သူပြည်သားတွေကိုဒုက္ခပေးသေတော့လဲတရေချောက်ပြီးတော့ဒုက္ခပေးနေသေးတယ်ပစ္စည်းဥစ္စာဆွဲလန်းပြီးတော့တရေဖြစ်နေရအောင်လေရတနာပစ္စည်းတွေကမြန်မာပြည်ကအပိုင်ဖြစ်နိုင်ရင်တောင်ပေါ်တက်ပြီးတော့ဂျပန်တရေတွေကိုစုံမလိုက်ခြင်းတယ်အကြောင်းမရှိဘဲနဲ့တော့မတက်ပါနဲ့တာဝရမင်းမကြောက်ပြီမယ်ငါကြောက်တယ်တရေတစီဆိုတာနှိမ့်ကြတဲ့ဘုံလောကသားတွေဘာကြောက်เสียလို့လဲကိုမြင့်ကျော်ရမကြောက်ပါနဲ့ဗျာအောင်မလေးဗျဟာတရေဟဲ့လူတွေဘာကြီးလန့်အောင်နေကြလဲဗျတစ်ကိုင်းကြောက်ကြိုးကြတာပါဗျာတရေမကြောက်တဲ့ကိုတော့ပါခင်ဗျအော်တာအကျေကြီးပဲနော်အမှတ်တမဲ့မလို့လန့်အောင်ပြီလားကွာတရေကြောက်လို့မဟုတ်ပါမင်းပါစပိတ်နေကွာမဲလို့တာဝကလည်းသူတရေမကြောက်တဲ့အကြောင်းတွေကိုမြင့်ကျော်ကိုပြောပြီးတော့တရေကြောက်တယ်ပြောတယ်မြင့်ကျော်ကိုပင်တရေမကြောက်ရင်ဆရာလို့ပြောနေတဲ့တာဝကိုကြည့်အကြောင်းတည်ခြင်းတွေမဲလုံးကလည်းအမြင်ကန့်နေတဲ့ချိန်စကန်နာချထားတဲ့နေရာနာမှာ
အနီးကတစ်ပင်ကြောက်ပေါ်နေပြီတစ်ကိုင်းကြောက်တဲ့ချောင်းကလည်းအကြောင်းတိုက်ဆိုင်စွာပြုတ်ကျတာဝကလည်းအတန်ကုန်ချစ်အော်သလိုတာဝအော်တန်ကြား၍လည်းမြင့်ကျော်ကပိုကြောက်သွားပုံရပြီးအော်ဟင်းရင်းနဲ့လေမဲလုံးကလည်းတဟားဟားရင်းနဲ့တာဝကိုကြည့်ပြီးတော့ခနဲ့စကားပြောလိုက်တော့လေတာဝကမျက်နှာထားပြန်တည်ရင်သူမကြောက်ကြောင်ဘူးကွယ်ညင်းတာပေါ့မဲလုံးကလည်းတစ်ကိုင်းကြောက်ကိုမိဖို့အနီးဆွဲယူလာပြီးတော့လေကဲကိုတာဝတို့၆တဲ့ဒီတရေကြီးကိုမိရှို့လိုက်တော့မယ်နော်မီးမရှို့ပဲနဲ့မိမကိုလက်ဆောင်ပေးဖို့ရွာယူသွားခြင်းယူသွားလေကွာငါ့ကိုစိတ်တူအောင်လာမပြောနဲ့မဲလို့ဩရာသူ့လည်းဘာမှပြောရပဲနဲ့စိတ်ဆူးနေမဲလုံးတယောက်ကလည်းတာဘကိုစားနောက်ရင်လည်းရှိနေတော့တာဘကလည်းမျက်နှာထားတီထားတာပေါ့ရဲတော့ပြီးတဲ့အခါမှာတော့လည်းအသားကင်နဲ့ထမင်းစားလိုက်ကြတယ်တော်ထဲမှာအိပ်ရင်ဖြစ်တယ်လို့အိပ်ဖြစ်တယ်လို့စားလို့မရဘူးအသားကင်နေရှိနေတော့ပူဆိုးတယ်အသားကင်နဲ့တောကောင်နေလေလာနိုင်တယ်ဒီတော့ကင်းဆောင်ရမယ်အခု10နာရီလောက်ရှိပြီဆိုတော့ကိုမြင့်ကျော်က10နာရီကနေမနက်တနာရီထိကင်းဆောက်မဲလုံးကတနာရီကနေ4နာရီထိစောင့်ကျန်တဲ့ချိန်ကငါတာဝဲထားအော်တော်လေးစားစရာကောင်းတဲ့ခေါင်းဆောင်ပါလား4နာရီမိုးဝယ်လင်းတော့မယ်စောင့်မနေပါနဲ့တော့ကိုသားပါရဲ့ဟောမဲလုံးလူတွေကညင်းတဲ့ပိုင်းတွေမှာအန်ရရှိတယ်ဆိုပြီးတတိနဲ့နေတဲ့ကြပေမဲ့မိုးလင်းကန်ကြီးလာရင်တတိပေါ့ဆတက်လာတယ်ဒါကြောင့်မလို့ငါနောက်ဆုံးရွေးထားတာပေါ့တမျိုးမထင်ပါနဲ့တာဝကတော့မိဖို့ဘေးမှာစောင်ချုံကွေးပြီးအိတ်နေတော့တာဝဘေးမှာမဲလုံးကလည်းစောင်ပါလေးချုံပြီးကွေးအိတ်နေလိုက်တာပေါ့မြင့်ကျော်ကတော့ဓအိမ်နဲ့ထည့်ထားတယ်ငှက်ကြီးတောင်ဓာရှိကိုကြောမှာလွဲမိဖို့အနီးမှာကင်းဆောင်ရင်ရှိနေချိုက်စွာအိမ်မောကြနေတဲ့မဲလုံးကတော့မြင့်ကျော်လာနှိုးတော့ကြောင့်နိုးခဲ့တယ်သူ့ကင်းလှည့်ရောက်ပြီးမှတည့်ရကြောင့်လည်းအိတ်ရာထစောင်ကိုပတ်ချုံပြီးတော့လည်းမျက်နာတစ်ပတ်ဝန်းကျင်တစ်ဝိုက်ကိုလှည့်ပတ်မီးထိုးပြီးစိတ်ချရတဲ့အချိန်တွေမလို့လဲမီးပုံပေးလာမီးလုံရင်ကင်းဆောင်နေတာပေါ့ကြက်တိုက်ထားတဲ့ဝင်သားများကိုလည်းအကြက်ညီစီရန်အထက်အောက်လှန်ပေးပြီးတော့မီးကိုလည်းမလျှော့မပြင်းအနေထားလေးနဲ့လည်းအတော်ရောင်ညှိပေးနေတာပေါ့အသားငရံထွက်လာတဲ့အစီများကလည်းမီးခဲဘောကိုကြရှဲကနေမြည်စံနဲ့တူတူညှော်မီးကိုများကလည်းပဝန်းကျင်တစ်ဝိုက်လေးနဲ့လွင့်လှုပ်ရှားတဲ့ကြားလိုက်ရတာကြောင့်လည်းနဖူးစည်းတံမီးကိုတက်ပြီးအတန်ကြားရနေရစီကိုကြည့်လိုက်တော့ခွေးအများကိုလည်းမဲလုံးတွေးလိုက်ခွေးအများကလည်းမီးအောင်ကြောင့်လည်းခြုံပုတ်တွင်းနဲ့ဝင်သွားကြတော့လေအဝေးကိုမပြေဘဲနဲ့သူတို့စခန်းချရာတစ်ဝိုက်မှာလှည့်ပတ်ချောင်းနေကြတာလေ10ခေါက်ခန့်ရှိမယ်ဖြစ်တော်ခွေးများလို့တက်တီမကောင်းတဲ့ခွေးအများတော့လည်းအဆုံစားတတ်တော်ပါလေအပိုဆက်သားများကိုစားတော့တယ်လို့လူများစိုက်ပျိုးထားတဲ့တီးနှံများကိုလည်းစားတော့တယ်ကစုံကိုတူးစားတယ်လို့ပြောင်မှုပင်များကိုလည်းအပင်လှဲ့အဖူးကိုခွာစားတယ်လေကြံပင်ကိုလှဲချပြီးတော့လည်းကြံပင်ကိုစားပြီးကြံရည်စုပ်တယ်တော်တွင်သားကောင်များကိုတော့အမဲမလိုက်တတ်တာကြောင့်လေတင်းချိုင်းအတွင်းထဲမှာကျင်းတိတ်နဲ့မြုပ်ထားတဲ့လူသေးလောင်းများကိုဖော်စားတတ်ပြီးတော့လူများမွေးထားတဲ့ကြက်ခွေးပေါက်ဝက်ပေါက်များကိုလည်းအလစ်ဝင်ဆွဲတတ်တာပေါ့အလင်းကိုကြောက်တဲ့အကောင်တွေဖြစ်ပြီးတော့၄ဘက်ချိန်များမှာတဏီကုံကျင်းများမှာဝင်အောင်ပြီးတော့ညမောင်မှာပဲအစာရှာထွက်တယ်သူတို့ခေါင်းတဲ့ကျင်းများမှာလည်းတောင်အောက်ချီကလှိုင်ကောင်းများကိုတူးပြီးနေခြင်းပေါ့ခွေးရောကတော့လူကိုကြောက်တဲ့ရှောင်တဲ့အကောင်များဖြစ်တာကြောင့်လေမဲလုံးကလည်းအရေးမလုပ်ပဲနေလိုက်ရင်းနေချမ်းနဲ့အသားခင်ဆိုင်နဲ့မဲလုံးကတော့တိတ်ဆိတ်စွာရှိနေတာပေါ့တာဝါနဲ့မြင်းကျော်ကတော့ဟောက်တန်မှန်မှန်ပေးပြီးတော့အိတ်ဆိုင်ရင်ရှိနေတာတော်တိုးလာတဲ့ခြေတံများကိုကြားလိုက်တာကြောင့်လည်းမဲလုံးကလည်းသူ့ရဲ့တူမီးတနက်ကိုအလင်းမြန်ရမ်းထက်ပြစ်ခတ်ရန်နေထားပြုတော့အတန်လာရာစီကိုကြည့်ရမှာတော့နှစ်ဖိုးစည်းတံမီးရောက်အောင်မှာလူတယောက်သူတို့စကန်းချရာကိုရှောက်လာကြောင်းလည်းတွေ့ရတယ်မြင်လိုက်ရတဲ့လူပုံစံနဲ့ထူးခြားတာကြောင့်လည်းမဲလုံးကလည်းအကြည့်မလွယ်ပဲကြည့်နေတာပေါ့စကန်းချရာကိုရှောက်လာတဲ့သူကတော့ယောက်ျားကြီးတယောက်ဖြစ်ပြီးမုံစိတ်နှကမ်းမွေးတွေရှည်လျားစွာရှိပြီးတော့ဗဇက်ကုံပင်ဖုံးအုပ်မတက်ပဲသူဝေ့ထားသည်ကတော့တရိတ်ဆန်တရီကိုဝေ့ထားပြီးတော့ဥကောင်းမှာဆောင်းထားသည်ကလည်းခွေးရတကောင်ရဲ့ဥကောင်းကိုခေါင်းပေါ်တင်ဆောင်းထားတာလက်နဲ့မပါဘဲလာနေရကြောင့်မဲလုံးကလည်းတနက်ကိုသိမ်းပြီးတော့ထိုလူကိုလည်းမျက်နှာမလွဲစရန်အကဲခတ်ကြည့်နေတာပေါ့မီးရောင်ဟတ်တဲ့ချိန်မှာတော့ထိုလူရဲ့မျက်လုံးများကလည်းအဝါရောင်တလက်လက်တောက်နေတယ်ညာဤတကောင်ဘာကိစ္စနဲ့ရောက်လာလဲမိတ်ဆွေမဲလုံးရဲ့အမေကိုလည်းထိုလူကမဖြေသေးပဲနဲ့မဲလုံးနဲ့မျက်လုံးချင်းစုံအောင်ကြည့်လိုက်တော့အဝါရောင်တောက်နေတဲ့ထိုလူရဲ့မျက်လုံးနဲ့မျက်လုံးချင်းစုံပြီးတဲ့ခဏမှာမဲလုံးရဲ့ဥကောင်းများမူးနောက်ပတ်ဝန်းကျင်ကိုမပီဝိုးတော်အဖြစ်မြင်ရပြီးတော့လေသူ့ရှိရလူကိုတော့ရှင်းလင်းစွာမြင်ရပတ်ဝန်းကျင်တစ်ခုလုံးမှာသူနဲ့သူ့ရှိရလူနှစ်ယောက်တည်းရှိနေသည်လားခံစားရတာပေါ့ကျုပ်နာမည်ခဲဝါပါခမရတို့ဒုက္ခပြီးဖို့ရောက်လာတာမဟုတ်ပါဘူးကျုပ်အသားကင်တောင်းဖို့အတွက်ရောက်လာတာပါဟောဒါလေးများဗျာခမရစားနိုင်တယ်လို့ဝအောင်စားအိမ်စားဖို့ပါထည့်ပေးလိုက်မယ်ကျေးဇူးပါပဲဗျာဒါပေမဲ့ကျုပ်တစ်ခုပြောပြရစီကျုပ်မှာအဖွဲရှိပါတယ်ဒီရက်ပိုင်းအစာရှာများလို့အားလုံးအစားမစားရတာလဲ3ရက်လောက်ရှိပါပြီကြံသူတွေထက်လဲခလေးအမေတွေကလေးတွေကအစားစားဖို့လိုအပ်နေပါတယ်အခေါ်လိုက်လေဗျာခလေးအမေလေးခလေးလေးကိုလည်းကြွေးလိုက်ဖို့ခမရလူတွေကိုလည်းကြွေးဖို့ဗျာမဲလုံးကလည်းငကိုစိတ်တဲ့အခန်းလဲကောင်းသူမို့လို့အသားကင်ကြွေးရန်ပြောရမှာတော့အမောင်တွင်းထဲကနေခလေးများနဲ့သားတယ်မိခင်တွေထွက်လာတာပေါ့
သူတို့နောက်မှာလည်းတခြားသောယောက်ျားမိန်းမများကလည်းရက်နေတာခေါင်းဆောင်ဖြစ်သူကလည်းမဲလုံးကိုမျက်တောင်မခတ်စတန်းအယောင်လက်နေတဲ့မျက်လုံးဝိုင်းနဲ့ကြည့်နေတာပေါ့ရောက်လာသူများမှာလည်းဝက်ဝင်သားခင်များကိုလက်နဲ့တယောက်တစ်ပွေ့ခလေးလူကြီးအားလုံးယူသွားကြတော့လေဝက်ဝင်သားအနေငယ်သာကြံခဲ့ခဲဝါဆိုတဲ့ခေါင်းဆောင်သူကလည်းသူ့လူများဝင်သားယူနေတာကိုကြည့်ပြီးတော့ကြည်နူးဟန်မျက်နှာမူရနဲ့ပြုံးနေတာပေါ့ဝင်သားကကုံတလောက်ဖြစ်သွားပြီခမရလူတွေသိရင်ခမရပြဿနာတက်တော့မှာပဲရပါတယ်ဗျာကျွန်တော်တို့ကမုတ်ဆိုးတွေဗျာနောက်ထပ်သားကောင်ပြစ်လို့ရပါတယ်ကျန်တာခမရပဲစားလိုက်ပါဗျာမဲလုံးရဲ့စကားကိုလည်းခဲဝါဆိုသူကမငင်းသူ့လူများယူသွားရေးကြံခဲ့တဲ့ဝင်သားအနေငယ်ကိုပူပူနွေးနွေးကိုလည်းကြက်စင်မောယူပါဇက်တွင်နဲ့ထပ်ပြီးတော့ပလုပလောင်းဝါစာနေတာပေါ့မဲလုံးတတိထားမိတီကတော့ဝင်သားလာယူတဲ့ခဲဝါဆိုတဲ့လူရဲ့လက်များကလည်းလက်သေးများရှည်ပြီးတော့ကောက်ချိတ်စွာရှိနေကြောင်းတတိပြုမိတယ်ခမရကျေးဇူးကြောင့်ကျွန်တော်လူတွေဘိုက်အတော်အသင့်ပြေးသွားပါပြီခမရကိုကျေးဇူးတုံ့ပြန်တဲ့အားနဲ့တခုခုလှုပ်ပေးခြင်းပါတယ်ခမရတို့ကတောမုတ်ဆိုတွေမှလားသားကောင်ရှိမဲ့တောကိုလမ်းညွှန်ပေးနေပါတယ်မုတ်ဆိုးဆိုပေမဲ့ကူတစ်ခေါက်လာတာတော့အမဲပြစ်ဖို့မဟုတ်ဘူးဗျကျက်တစ်တကောင်တောင်းညမ်းနေတာကိုလာပြီးတော့နှိမ်နေတာပါဟုတ်တယ်ဗျဒီနယ်မှာတသက်နဲ့တကူကျက်တစ်မတွေ့ဘူးပါဘယ်ကနေနေကြော်လာလဲမသိပါဘူးတော်တရိဆန်တွေကလည်းကျက်တစ်လိုမြေပြင်ပေါ်မှာရောတစ်ပင်မှာရောအမဲလိုက်နိုင်တဲ့သားစားကောင်ကျက်တစ်နဲ့ကူးမှစုံမှုကြတာမလို့လေကျက်တစ်လက်ချက်နဲ့အတော်သေးကြတယ်ခမရတို့ကျက်တစ်ခိုအောင်လှုပ်ရှားနေတဲ့နေရာကိုလမ်းညွှန်ပြရစီကျက်တစ်ခိုအောင်တဲ့နေရာဟုတ်လားဘယ်နေရာလဲဗျသိရင်လမ်းညွှန်ပေးပါဗျဂျပန်အသင်းချင်းဟောင်းတောင်မှာကျက်တစ်ခိုအောင်နေတယ်ဘလို့ဂျပန်အသင်းချင်းဟောင်းတောင်မှာကျက်တစ်ခိုနေတယ်သိကြလို့လားဗျအဲ့ဒီတောင်ကလည်းတေကြီးဝါကြီးပေါ်တယ်တောင်ကြီးပြီးတော့လဲတော်ရိုင်းတရိษံနေခိုအောင်နေတဲ့နေရာမလို့ကျက်တစ်ကအဲ့ဒီတောင်မှာသားစားရှာဖွေးစားတောက်နေရတာမလို့လေအစင်ပြေလို့အထိုင်ချနေတာအန်ရတခုရှိတာကတော့ဖျားမသိတရားမသိတဲ့လူမျိုးခြားဂျပန်မကောင်းဆိုးဝါးတွေကတော့ခင်ဗျားတို့အဲ့ဒီတောင်တက်တာနဲ့6လန့်ကြမှာသိကြတယ်ခင်ဗျားပြောတာသိကြရင်တော့ကျက်တစ်ကိုသွားရှာတက်ရတော့မှာပေါ့ဂျပန်တရေတွေ့တော့လဲရင်ဆိုင်ရုံပေါ့ဗျာကျွန်တော်ပြန်မအောင်မယ်အခုညကျွေးဝင်းမှုကိုလည်းကျေးဇူးတင်ပါတယ်မိတ်ဆွေအဆင်ပြေကံကောင်းပါစေဗျာခဲဝါဆိုတဲ့သူကလည်းသူပြောလို့ရပြောပြီးတော့လာရလန်းတိုင်းလှည့်ထွက်သွားတာပေါ့အသားလာယူတဲ့လူများကိုမတွေ့ရတော့ဘဲနဲ့ခြုံဖို့ဘေးနားမှာပုံအောင်နေတဲ့တနှစ်သားရွယ်ခွေးအသားပေါက်များနဲ့ခွေးအကြီးများကလည်းခဲဝါဆိုသူရဲ့နောက်ကိုလိုက်သွားတယ်ခဲဝါထွက်တော့မှခဲဝါအကြောင်းဘာမှမမေးလိုက်မိတာနောင်တရမိတာပေါ့ခဲဝါကတော့သူတို့လူမျိုးစုရဲ့ခေါင်းဆောင်ဖြစ်ပုံရလူပုံတန်ထူးခြားသလိုခွေးအများသူ့နောက်လိုက်ပါသွားသည်ကလည်းစဉ်းစားစရာပေါ့ခဲဝါဆိုသူနဲ့ပတ်သက်ပြီးတော့မဲလုံးဆက်ဆက်စဉ်းစားသည်ကလည်းခွေးအကိုတော့သူတို့ရက်မှာခဲဝါလို့ခေါ်တယ်အော်တန်လည်းခဲဝါလို့အတန်ထွက်ပြီးတော့ခဲဝါလို့လည်းခေါ်ကြတယ်ပြောကြသလိုခွေးအချင်းမှာလည်းအကရက်ထိုးသူများအတွက်အလွန်ရေးပါတဲ့ခဲဝါရှိတာကြောင့်ခဲဝါလို့ခေါ်ကြကြောင်းလည်းကြားဘူးတာပေါ့နောက်တစ်ချက်ကတော့ခွေးအမျက်ဝန်းမှာပုံနကမျက်ရှင်ရှိတယ်ဆိုတာပဲတစ်ပင်မော်ကကြက်ကိုလည်းအောက်ကခွေးအငုတ်တုတ်ထိုင်ပြီးစိုက်ကြည့်ုံနဲ့ကြက်ကလည်းလန့်ဖြက်အောက်ကိုခုံဆင်းလာတာကိုလည်းမဲလုံးကြားဘူးတယ်ခဲဝါဆိုတဲ့သူနဲ့မျက်လုံးချင်းစုံပြီးရနေမဲလုံးစိတ်ညှို့ခံလူလိုဖြစ်သွားပြီးတော့ခဲဝါထွက်သွားတော့မှစိတ်များကလည်းပြန်လဲကြည်နေပြီးပုံမှန်ဖြစ်လာတာကိုလည်းခုမှသတိပြုမိတာပေါ့ကျက်စင်ပေါ်မှာတော့အသားတစ်ဖက်မှာလည်းရှိမနေတော့တကယ်ငှက်ပြက်၍စားတော့ရန်အကူကြီးလာတောင်းသူများကိုကူညီပေးလိုက်တဲ့အတွက်လဲမဲလုံးစိတ်ချမ်းသာနေတော့လေတားကောင်ကတော့တာဝပြက်ခတ်ထားတာမလို့လေတာဝတာအသားများပျောက်သွားကြောင်းသိရင်တော့တောင်းကျင်းအော်ဟစ်မဲ့အကြောင်းကိုတွေ့ပြီးစိတ်ရှုပ်သွားတာပေါ့အဝေးတော်စီကနေပြီးတော့လေတောချက်ပတကောင်ရဲ့တွန်တန်နဲ့တူတူဘေးပတ်ဝန်းကျင်ကတောစီကနေလေတောချက်ပတွန်တန်တွေကလည်းဇက်တိုက်ကြားရတာပေါ့အာယုံလင်းချက်တွန်တန်တွေဖြစ်ပြီးတော့မကြခင်မိုးလင်းတော့မယ်သူသာနိုးလျင်တော့အသားများပျောက်နေတဲ့ကိစ္စကိုသူ့ကိုပြဿနာရှာမှာမလို့မဲလုံးကလည်းဆောင်းခေါင်းကနေခြုံပြီးကွေးနေအောင်အိပ်ရမှာမကြခင်မှာနှိမ့်ချိုက်စွာအိမ်မောကြသွားတာပေါ့ဟာကုန်ပြီအသားကင်နေတစ်ဖက်မှမရှိအောင်ကုန်ပြီဒါဘလို့ဖြစ်ရတာလဲဟာငါကင်းဆောင်နေတော့အသားတွေရှိပါသေးတယ်မဲလုံးကိုမေးကြမယ်သားပါမင်းတို့ तू မနှိုးဘူးလားတာဝကလည်းယူကျုံးမြအော်တန်ကြီးကြောင့်လေမနက်စောစောထွက်ပေါ်လာတော့မြင့်ကျော်နဲ့မဲလုံးလန့်နိုးသွားတာပေါ့တာဝကလည်းအသားအလုံးပြောက်ကုန်တာမလို့နှမျောဒေါသဖြစ်တော့မြင့်ကျော်ကလည်းသူကင်းဆောင်လဲမှရှိကြောင်းမဲလုံးကလည်းတာဝအတန်ကြီးကြောင့်လဲနိုးလာပြီဖြစ်တော့လေထရင်ပြဿနာရှင်းရမှာကြောင့်အိတ်ချင်အောင်စောင့်နေတာပေါ့ဟေ့မဲလုံးထားစမ်းကွာအခုထားကွာမင်းနဲ့ငါပြဿနာရှင်းရမနဲ့စောစီးဘာဖြစ်တာလဲကိုသားဝရာမင်းဘယ်ချိန်ကလေးအိတ်နေရလဲကွာမင်းကင်းတောင်းရင်မယူပဲအိတ်နေအခုအသားကြက်တိုက်တာတည်းတခုမှမရှိတော့ဘူးကွာဟာကိုသားဝကို့အပြစ်ကိုသူများလဲလွှဲမချနိုင်ဗျကျွန်တော်ကင်းဆောင်ရင်ဘယ်တော့ခိုးအိတ်ဘူးလို့လေအခုလဲ4နာရီထိုးလို့ကိုသားဝကိုနှိုးတော့အေးငါထပြီခဏမေးလိုက်အောင်ပဲပြောပြီးတော့စက်အိတ်နေရလေကျွန်တော်လဲအိတ်ချင်နေရတဲ့ကိုသားဝကင်းထစောင့်မစောင့်လဲသတိမထားမိစောင့်ချုံပြီးတော့တခါလဲအိတ်လိုက်တာလေအခုခမအော်မှာလန့်နိုးလာတာ
မဲလုံးအလိညာသုံးပြီးတော့ပြောလိုက်တဲ့စကားကြောင့်တာဝတယောက်တွေ့ဝေသွားတာပေါ့အိတ်ကောင်းနေစဉ်တယောက်ယောက်လာနိုးပါကလည်းမျက်လုံးမဖွင့်ပဲပြန်ပြောတဲ့စကားများကိုတော့အဲ့ရနိုးလာစဉ်မှာတော့လည်းပြောမိမပြောမိစဉ်းစားအခက်တဲ့ကိစ္စမလို့တာဝတွေ့ဝေသွားတယ်ငါတကယ်ပြောမိလို့လားမဲလုံးရပြောမိတယ်လို့လည်းမတွေ့ပါလားကွာကျွန်တော်ဘယ်တော့လိန်မှုလို့လဲကိုသားဝရေကိုသားဝပဲလိန်တာလေကိုသားဝပြောလို့သာကျွန်တော်အိတ်နေတာပေါ့မဲလုံးပြောပုံရဆိုရင်မင်းကင်းလှဲ့မှာမထပဲဆက်အိမ်နေလို့အသားကင်တွေကိုတောကောင်နေလာစားသွားကြတာပဲသားပါငါအသက်နဲ့ရင်းပြီးရလာတဲ့သားကောင်စားတော့တဲ့တောကောင်တိတော်တော့ကွာမိကင်မနေဘူးအစိမ့်လိုက်ဝါစားပြန်ဝင်းကိုအသက်နဲ့ရင်းပြီးရလာတာဟုတ်လားသားပါကျောကုန်းကတန်ရဝင်ကုတ်တာမလားကိုသားကဝင်ရခမပြစ်လို့သေးတာမဟုတ်ဖဲနဲ့ကြောက်ထဲပြုတ်ကြပြီးတော့သေးတာမလားတာဝစကားမှားတော့တာကြောင့်မြင့်ကျော်နဲ့မဲလုံးဝိုင်းပြီးတော့တာဝကလည်းသူ့စကားမှားတော့မှသိပြီးတော့ဖြေရကျက်သွားတာပေါ့ချက်ချင်းပင်စိတ်ရှုပ်စိတ်ညစ်နေတဲ့မျက်နှာချားကိုတီးလိုက်ပြီးတော့လေဘာတွေမင်းနေကြတာလဲအသားတွေပျောက်သွားလို့စိတ်ရှုပ်နေပါလေဆိုမှအရေးမပါတာလာမင်းတာဝအွန်လိုင်းမှာပဲနှစ်ယောက်သားလည်းပါဇက်ပိတ်သွားကြတာပေါ့မနက်စာချက်ပြုတ်ရမှာလဲတာဝကတော့ဝင်မကူညီတနက်ကိုယူပြီးတော့စမ်းကြောင်အနီးပတ်ပတ်လဲတောတွေကိုသွားအသားစားသွားတဲ့တောကောင်ကိုတွေ့လို့တွေ့ညာလိုက်ရှာနေတာပေါ့ပါဇက်ကနေလည်းအငြိမ်မနေပဲဆဲဆူနေတာကိုတော့ပါတောလေးတောင်နေဘာလို့မလို့ဆဲဆူနေရလဲဗျာတောရှင်တောင်ရှင်နေမကြရင်တော6တောမောက်ဖြစ်နေုံပဲဆဲရတယ်ကွာသူများပစ္စည်းလာခိုးစားတာကြမတားတဲ့တောရှင်တောင်ရှင်နေငါဆဲရကြမကြိုက်လို့လေတော6တောမောက်မယ်ဆိုလဲ12ခါ6ကွာ12ခါမှဂယုမဆိုင်ဘူးဟဲ့အမလေးဗျာလှုပ်ကြပါကေးကြပါအောင်ဗျာကျွန်တော်စိတ်ဆိုးလို့ပြောမိတာပါဝင်မြူကြပါနဲ့မဲလုံးကလည်းတာဝအလွန်ဒေါသထွက်နေရကိုကြည့်ပြီးတော့အဖြစ်မှန်ကိုဖွင့်မပြောဝင်တာဝဘက်ကတွေးကြည့်ရင်လည်းစိတ်နာစရာကောင်းပါလေကံကောင်းကြီးလည်းလူမသိပဲရလာတဲ့သားကောင်အသားအလုံးပြောက်သွားတာမဟုတ်လို့ရင်ထုမနာဖြစ်နေတာပြောချင်တာပြောရင်လည်းတနက်ကိုမိုးပေါ်ထောင်ဖောက်ရမှာတော့သူရက်နေတဲ့အနီးကတစ်ပင်ကြီးပေါ်ကခြုံလွယ်ပင်ကိုအပေါ်ထိတက်ခိုင်းဆောင်တနေရာအုံဆိုင်နေတဲ့ကြီးရလဲထိုခြုံတွင်းထဲကိုဖြတ်ဝင်ခြုံလွယ်များကိုတိုးဝေးဖြတ်ပြီးတော့လေးတန်နဲ့ယာထူအောက်ကိုပြုတ်ကြပြီးတော့တာဝခေါင်းမော်တက်ကိုပြုတ်ကြတော့တာဝကလည်းအလန်ကြားអော်ပြီးထိုးနေရနေပြေးတာပေါ့တာဝအော်တန်းကြောင့်လည်းမဲလုံးနဲ့မြင်းကျော်ကလည်းစိုးရင်ထိတ်လန့်သွားရတယ်မဲလုံးကလည်းဒုတ်တချောင်းကန်ပြီးတော့တာဝရက်ခဲ့တဲ့နေရာကိုပင်တတိအနေထားနဲ့သွားနေတာပေါ့ကျန်နှစ်ယောက်ကလည်းစိတ်ဝင်စားစားနဲ့အဝေးကနေကြည့်နေကြတယ်မဲလုံးကလည်းတာဝပေါ်ပြုတ်ကြတဲ့အရာကိုတွေ့လိုက်တော့နှက်ခမ်းမဲ့ပြီးတော့ပြုံးမိသွားတာပေါ့ဘာတွေ့လို့လဲမဲလုံးငါပေါ်ခုန်ချတာဘာကောင်းကြီးလဲမဲလုံးဒီမလေးဗျာတောကြောင်ကြီးတညာလုံးအစာရှာထွက်လာပြီးတော့လဲတစ်ပင်မော်ကခြုံထဲမှာဝင်အိတ်နေတာကိုတာဝရမ်းပြစ်တဲ့ကြီးစံလဲခေါင်းထီပြီးပြုတ်ကြတာတာဝတဲ့ဟုတ်ပါလားမကြည့်ပဲပြစ်တာတော့မှန်နေနော်မဲလုံးကလည်းသုံးမိသားခန့်ရှိမဲ့တောကြောင်ကြီးကိုကြည့်ပြီးတော့ရီမောပြီးပြောလာတော့လဲမြင့်ကျော်ကလည်းတာဝကိုစနောက်တာပေါ့တောကပိုင်ရဆိုင်ရများကိုစော်ကားပြောဆိုနေတဲ့အချိန်သူ့ပေါ်ပြုတ်ကြလာတဲ့အရာကိုလည်းကြောက်လန့်တုံလုံးသွားတဲ့တာဝကတော့အချိန်နေမှန်ကိုသိတဲ့အခါမှာတော့ကြောက်လန့်နေတဲ့မျက်နှာထားချက်ချင်းပြောင်းလဲသဘောကျစွာရီမောလိုက်တော့လဲကြံနှစ်ယောက်ကတာဝကိုနားမလည်နိုင်စွာကြည့်ကိုတာဝစိတ်ဖောက်ပြီးတော့ရီးနေရတယ်အေးလေကွာကောက်ခါငင်ကထရီတာဆိုလဲဒီကောင်အပများမှီသွားတယ်မဲလို့မင်းနဲ့ကိုမြင့်ကျော်သဘောကျပြီးရီးတာပါကွာငါကြောက်ချောင်ဆောင်လိုက်တာမင်းတို့နှစ်ယောက်ကတကယ်ထင်နေကြတာဟုတ်ကွာဘလို့နားမလဲဘူးဗျခင်ဗျကြောက်ချောင်ဆောင်နေဟုတ်လားဟုတ်ပါကွာငါအကြောင်းမမြင်မဲနေမလားကွာရန်အတန်ပြစ်လို့ဘယ်ထိပါမလဲငါအကြောင်းမြင်ပြီးတော့ပြစ်လိုက်တာအောက်ကိုပြုတ်ကြလာတော့လဲကြောက်ချင်အောင်ဆောင်လိုက်အဲ့ဒါဟိုတကယ်ကြောက်တဲ့ထင်နေတာရီးရလို့ပါကွာမင်းတကယ်မြင်လို့ပြစ်တာလားသားပါမုံဆိုးမျက်လုံးပါဗျာလေအဝိမှာကြောင်အနံ့ရလို့အပင်တွေကိုတတိထားကြည့်တော့တောကြောင်ရဲ့အမိကခြုံပြင်းကိုထွက်နေတာတွေ့ရတယ်ဒါကြောင့်လဲခေါင်းနေရအောင်မှန်းပြီးတော့ပြစ်လိုက်တာကိုမြင့်ကျော်မင်းကတနက်အပေါ်ပြစ်တာစိတ်ဆိုးပြီးတော့ရှောက်ပြစ်နေတယ်မှတ်တာတောကြောင်ပြုတ်ကြလာတော့လေလက်ညင်အောင်ဟန်ဆောင်လိုက်သည်အတော်ဆိုးတယ်ကောင်ကွာကိုမြင့်ကျော်ကလည်းမှင်သေးသေးပြောနေတဲ့တာဝစကားကိုလည်းအမှန်ထင်သွားတာပေါ့မဲလုံးကတော့တာဝချော်လဲရောထိုင်လုပ်ပြီးတော့လေဖောနေမှန်းသိတော့လဲအသားကင်ကိစ္စအာယုံပြောင်းသွားတဲ့တာဝကိုနှိတ်ကွက်ရမစင်းစားတော့ပဲမြောက်ပြီးရင်တွေးလိုက်တယ်ကိုတော့ပါပညာလေးရှူထားတယ်ဗျာတောကြောင်အဲ့ဒီပုံမှာရှိနေတာကျွန်တော်လုံးဝမသိဘူးပတ်စံပြီးဝယ်လို့ရတဲ့အထဲမှာအတွေ့အကြုံတွေလည်းပါတယ်မဲလုံးရဲ့မင်းအများကြီးသိယူအောင်ပါငါညီဟာကဲကြောင်သားချက်ဖို့လောက်ကွာကြောင်သားနဲ့စားပြီးတော့မှကြက်တစ်ကိုလိုက်ရှာကြတာပေါ့ငါဘော်ကြီးမဲလုံးကတော့ဆရာလှုပ်ချင်လုံးနဲ့တာဝကိုစိတ်တွင်းထဲကနေပြောလိုက်တဲ့စကားကြောင်လည်းအရေပြားမခွာရဲနဲ့အမွှေးကိုမီးမြိုက်ပြီးဖုတ်ပြီးတော့အရေပြားမှာကတ်နေတဲ့အမွှေးများကိုဒုတ်တစ်ချောင်းနဲ့ပြောင်းအောင်ချစ်ချအသားများကိုခုတ်ထည့်ဆေးကြောပြီးတော့လဲတချို့တို့ဘက်ကိုကင်းကြံတာကိုချက်ပြုတ်စားလိုက်တယ်ထမင်းဟင်းများကြတဲ့အခါမှာတော့စားတော့ပြီးတော့လဲတောတွင်းနဲ့လှက်ကြက်တစ်ကိုလှည့်ပတ်ရှာဖွေတော့လဲ
ကျက်တဲ့ရဲ့ရေရောင်ဝင်မတွေ့တာပဲနေဆောင်တော့လည်းရေရှိတဲ့နေရာတည်းရဲ့မြင့်ကျော်ပါလာတာကြောင့်ကြောက်တောင်အောက်ချီရကြောက်ကြားရေထွက်တဲ့နေရာမှာအနားယူကြတာပေါ့ဒီကျက်တဲ့ဘလောက်ပုံးနိုင်မလဲကွာရေစုံမြေစုံလိုက်ရှာပြီးတော့တတ်တာဝကလည်းမကြင်မနဲ့ကျင်းဝါပြောဆိုနေတာပေါ့တာဝကျက်တဲ့နဲ့ပတ်သက်ပြီးတော့ခြေရကောက်လို့မရဘူးလားမရဘူးကိုမြင့်ကျော်ဒီနေရာပဝန်းကျင်ကတစ်ပင်ပင်စီတွေကြည့်ရတာခြေသေးကုတ်ရတယ်မတွေ့သလိုခြီလည်းမရှိဘူးရေအိုင်သားတွေရောက်ရင်လည်းရေတောက်စင်းမလားခြေရကြည့်တော့လေခြေရရှိမနေဒီကောင်ဘေတော့ဘေတောင်မှာခိုပြီးတော့နေပါလေကိုမြင့်ကျော်ဂျပန်တင်းချိုင်းတောင်းဟိုဒီနေရာနေဝေးသေးလားဗျဓာတ်ရဲ့ဥတီဗီသွားရင်တော့2 နာရီလောက်ဆိုရောက်တယ်ဘာလို့မလို့လဲမဲလို့အဲ့ဒီတောင်ပေါ်ငါမတက်ချင်ဘူးနော်ပြောတဲ့ကြားပုံရအဲ့ဒီတောင်ကလည်းတစ်တေဝါးတွေကလူတွေမခုတ်ဝင်ကြတော့တစ်ကြီးဝါးကြီးတွေနဲ့အုံဆိုင်နေသလိုတားကောင်တွေလည်းပေါ်ရေထွက်ဆန်းလဲရှိတယ်ကြားဘူးတော့လေအဲ့ဒီတောင်ပေါ်မှာကျက်တစ်ခုန်နေမလားလို့တခြားနေရာတွေထပ်ဖြစ်နိုင်တယ်လို့တွေးမိလို့ပါမင်းလုံးရအဲ့ဒီတောင်ကလွဲရင်လည်းတခြားကြိတ်တဲ့နေရာသွားပါကွာငါလိုက်ဖို့ပြီးပါမယ်မင်းကအဲ့ဒီတောင်မှာကျက်တစ်ခုန်နေရလို့ဘာလို့ထင်နေရလဲမဲလို့ကိုသားပါလဲမုတ်ဆိုးအတွေ့အကြုံကျွန်တော်ထက်ပိုရှိတာပဲကျက်တစ်ကလူကိုကြိုက်စားသွားတာလဲသူ့ခိုးမဲ့တော်လိုက်ရှာရင်နဲ့မမျော်လင့်မဲတွေးတဲ့လူကိုတတ်စားသွားတာတကယ်ကိုအစာပေါ်ရေပေါ်တဲ့နေရာမှာခိုအောင်လို့ကောင်းမဲ့နေရာတွေ့ရင်အဲ့ဒီတော့မှာပဲနေမှာပဲလေတခြားနေရာတွေအရင်ရှာကြည့်အောင်မင်းလုံးရနောက်မှာပဲအဲ့ဒီတောင်တက်ကြည့်ကြတာပေါ့အချိန်ကုန်လူပင်မချင်တာလားကိုသားပါရအဖြစ်နိုင်ဆုံးနေရာအစရှာရမှာပေါ့ဒီလိုကျက်တစ်ကိုတွေ့ပြီးပြည့်ရောက်ကိုအခွင့်အရေးရခဲ့တယ်နော်ကိုကြီးဖိုးတွေတောင်မှသူများနယ်မှာပြည့်လို့ရဘူးလားဒီလောက်ရှာတဲ့ကျက်တစ်ကိုဒီနေရမုတ်ဆိုးတွေကြားမှာကိုသားဝသာပြည့်လို့ရလိုက်လို့တော့နေချင်းညချင်းကျက်တစ်ပြည့်မုတ်ဆိုးဆိုပြီးတော့လေနာမည်ကြီးသွားပါဗျဒီအခွင့်အရေးမျိုးကနောက်တစ်ချိန်မရဘူးနော်တာဝကတော့ငကိုစိတ်ခံရလဲတရေကြောက်တတ်တဲ့တာဝတရားတင်းချိုင်းတောင်ကိုမတက်လူအားကြောင့်စကားလွှဲပြောတော့လဲမဲလုံးစကားကြားတဲ့အခါမှာတော့ကျက်တစ်ကိုတက်ပြီးတော့လူတကာရှိမှဂုံယူသွားပြောလို့တဲ့စိတ်များပေါ်လာတာမလို့ခဏငြိမ်သွားပြီးမှပြောလာတာပေါ့ကျက်တစ်ကိုမင်းရင်တွေ့လဲငါ့ကိုပြနော်မင်းပြစ်တာတေချာမထိရင်အန်ရဖြစ်လာနိုင်တယ်ငါပဲပြစ်မယ်အဲ့ဒါတော့စိတ်ချကိုသားပါတေးရှင်ကြုံလာမှပဲကျွန်တော်ပြစ်မယ်ဒီလိုမှမဟုတ်ရင်ခမရပဲပြစ်ပါကိုမြင့်ကျော်ကျွန်တော်တို့ဂျပန်တင်းချိုင်းတောင်လိုက်ပို့ပေးသမှာဗျာတော့ငါမတော်ချင်ဘူးလို့ကြိုးပြောထားရလေကွာကျွန်တော်အစွမ်းစားကိုမယုံလို့လားဗျာခမရသာကျွန်တော်ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေဘာမှမဖြစ်စီအောင်အာမခံနေမင်းကိုယုံနေတာပါတရေတွေကိုမယုံတာကျွန်တော်ပြောထားပြီပဲလေခမရသာအဲ့ဒီတောင်ပေါ်လိုက်ရင်ကျက်တစ်ပြစ်လို့ရမယ်ဝေစုတွေကနေစဘာတင်း20ပေးမယ်ဗျာတာဝရဲ့အပြောကောင်းအဆွဲကောင်းစကားနဲ့တူတူစဘာတင်း20ဆိုတဲ့မတ်လုံးမှာထပ်ပေးလိုက်တော့မြင့်ကျော်ငြိမ်သွားတာပေါ့ဖြစ်ချင်ဖြစ်တော့ကွာလိုက်တောင်မှာတော့ညတော့မအိပ်ဘူးမလားရှင်နေရပါဗျာအိတ်တဲ့ရင်တော့အိတ်ရမှာပေါ့တော့ပါမင်းတရေမကြောက်ပြီမေငါကြောက်တယ်နော်ကြည့်လေလို့ကျွန်တော်တယောက်လုံးရှိပါတယ်ကဲရှိရပဲလမ်းပြသွားကြမယ်မဲလုံးကတော့အတန်ထွက်ပြီးတော့မယီမိစေရင်ထိန်းထားရတာပေါ့မြင့်ကျော်ကတော့အေးဆေးနေတဲ့တာဝထဲစကကြီးစကကျဲပြောနေတဲ့တာဝစကားကိုပို့ပြီးယုံနေတဲကြောက်တတ်တဲ့တာဝကလည်းမြင့်ကျော်ကိုမကြောက်ရမင်းပြောနေသေးတာဟုတ်မြင့်ကျော်ရဲ့ဥဆောင်လမ်းပြမှုနဲ့တော်တွင်နဲ့ရှောက်လာတတော်ဝင်တထောင်တက်တထောင်ဆင်းနဲ့လေ2 နာရီခန့်ရှောက်လာပြီးတဲ့ချိန်မှာတော့မြင့်ကျော်ကတောင်ကြီးတစ်လုံးကိုလည်းလက်ညှိုးထိုးညွှန်ပြတယ်ဂျပန်တင်းချိုင်းဟောင်းတောင်ကဟိုတောင်ပဲကွာတောင်ကြီးကိုကြည်ရင်နဲ့ကြက်သိန်းတောင်ထားတယ်ကွာမြင့်ကျော်ညွှန်ပြတဲ့တောင်ကလည်းကြီးမားတဲ့တောင်ကြီးတစ်လုံးဖြစ်ပြီးတော့တစ်ပင်ကြီးများထူပိန်းစွာပေါက်နေတဲ့မြင့်မားတဲ့တောင်ကြီးတစ်လုံးပေါ့သုံးယောက်သားကလည်းတောင်ကြီးရောက်လာကြပြီးတော့တက်၍အစဉ်ပြေမဲ့နေရာကိုရွေးတစ်ပင်ငယ်တွေများကိုဆွဲယူအားပြုပြီးတော့တောင်ပေါ်ကိုတက်ခဲ့တောင်ပေါ်ရောက်တဲ့အခါမှာတော့လေတောင်ထိပ်မှာအမောအပန်းပြေခဏနားကြပြီးတော့လေတောင်ထိပ်ကနေအတွင်းပိုင်းကိုဝင်ခဲ့တာပေါ့တစ်ပင်ကြီးများကလည်းနှစ်ကာလရှိစွာရှိနေပြီမို့လို့တချို့ပင်များကတော့လူ3-4ယောက်ဖက်လောက်ပင်စီကမ်းမြင်ကြီးမားနေပြင်ကလေးကညင်တောငူဝါကြောင်မီသေးပင်များကလည်းပင်စီလုံးဘက်တွေကြီးသလိုဖြောင်းဆင်းပြီးတော့အပေါ်ကိုတိုးတက်တစ်သမားများသာတွေ့ရင်တော့လေတရေရိုးစရာပင်ဖြစ်တာပေါ့တင်ကိုင်းသေးရများနဲ့ပင်တပင်နဲ့တပင်ထိကက်ပြီးတော့အုံမိုးနေတာမလို့လေနေပြောက်ပင်မထိုးပဲရှိနေမြင့်ကျော်တော့တောင်ပေါ်စတဲ့ကလေးကစိတ်မလုံးကြုံသူမလို့လေအရက်လီးမျက်နှာကိုကြီးကန်းတောင်းမှောက်ကြည့်နေတာပေါ့ဘေးကိုလည်းခက်ကိုင်းကိုင်းစောင်းပြီးတော့ပေါက်နေတဲ့တစ်ပင်တစ်ပင်နီးကိုရောက်มาတော့မဲလုံးကလည်းတစ်ပင်ကိုတေချာကြည့်တော့လေတစ်ခေါက်မှလည်းကုတ်ချစ်ရာတွေကိုတွေ့ရတာပေါ့ကိုသားပါဒီအပင်ကအပင်လဲမမြင်ခက်ဆောင်းဆောင်းအနေထားလဲရှိနေတော့ကျက်တစ်ကသူ့သားကောင်တက်ဖမ်းလာတာပုံပြီးစောင့်လာတော့မသိဘူးဗျကုတ်ချစ်ရာအဟောင်းနေတစ်ခေါက်မှရှိငါလည်းတွေ့ပါတယ်ကွာဒီလိုအပင်ခက်ကိုင်းကိုင်းမျိုးကိုကျက်တစ်တက်လို့လဲကြည့်နေတာမင်းတို့ပြောပုံရဆိုရင်ဒီတော့မှကျက်တစ်ရှိညာမဟုတ်လားခဏတပြုတ်နေတော့လားမြဲနေတော့လားသိဖို့လိုသေးတယ်ကိုမြင့်ကျော်တောင်ကိုလဲကြည့်ကြတာပေါ့မြင့်ကျော်ရဲ့မေးကိုတော့တာဝါပြန်ဖြေလိုက်ရင်းနဲ့
တောအတွင်းထဲမှာလည်းလှည့်ကြည့်နေကြတယ်ကျက်သစ်ချီးကြောင်များကိုတွေ့ကြသလိုကျက်သစ်တက်ထားတဲ့နောက်ထပ်အပင်များကိုလည်းတွေ့ရတယ်ဖြောင်းမစွာရှိနေတဲ့အပင်များထက်ခတ်ဆောင်းဆောင်းနေထားရှိနေတဲ့တစ်ပင်များပင်ကျက်သစ်တက်ရောက်နေကြောင်းကိုလည်းတွေ့ရတာပေါ့မြေပြင်နဲ့တစ်ပင်များကိုဂယုစိုက်သွားလာကြရင်းနဲ့လည်းတောင်အဆက်ပြတ်တဲ့နေရာကိုလည်းရောက်ခဲ့တောင်ဆက်ပြတ်တဲ့နေရာလည်းပေ40ခန့်กว่าရှိနေပြီးတော့အဆက်ကြားနေရာအောက်မှာလည်းတောင်နရံတစ်လျှောက်ခြုံနယ်ပင်များရှိနေသလိုတစ်ပင်မြေကြီးများလည်းပေါက်နေရကြောင်းလည်းအောက်မှာရေအိုင်ကြီးတိုင်အောင်လည်းတွေ့ရတာပေါ့ဟာကုသားပါဟိုမှာကျက်သစ်ဗျဟင်ကျက်သစ်ပါလားဟာကျက်သစ်ကဒီတောင်မှာခိုးနေတာတေချာသွားပြီဟိုမဲလုံးကလည်းရေကန်ကိုတေချာကြည့်ရမှာတော့ကိုခန္ဓာမှာအဆက်ပြောင်များနဲ့ကျက်သစ်တကောင်ရေတောက်ပြီးတော့ချိုမြောင်ကြားအတိုင်းတစ်ဖက်ကိုရှောက်ဝင်သွားတာတွေ့ရတာကြောင့်တာဝါကိုပြတော့တာဝါနဲ့မြင့်ကျော်လည်းကျက်သစ်ကိုတွေ့လိုက်မြင်ကွင်းကဝေးတဲ့အတွက်မလို့လေတစ်ပင်တည့်ရများကလည်းကွယ်နေတာကြောင့်ခဏတာတွေ့ရပေမဲ့ပြစ်ခတ်ရန်ခွင့်ရင်မရလိုက်ကြဘူးသုံးယောက်သားလည်းတောင်ပေါ်ကနေဆင်းပြီးတော့လမ်းနေရလိုက်ရှာရှုံမြောင်တွင်းထဲဝင်ရေအိုင်အနီးကိုလာခဲ့တာပေါ့ကျက်သစ်ရေတောက်တဲ့ကန်းဆက်နေရာကိုကြည့်လိုက်တော့လဲရှွန့်ပြော့မြေပေါ်မှာလက်တလောကျက်သစ်ခြေရာများကိုတွေ့ရတယ်လို့တခြားသားကောင်များရဲ့ခြေရာများကိုလည်းတွေ့ရပြန်တယ်တရိတ်ဆန်နေဒီကံမှာရေလာတောက်ကြပုံရတယ်ကျက်သစ်လည်းဒီရေကံမှာရေတောင်ရင်းနဲ့သားကောင်လာချပုံရတယ်ဟုတ်တယ်ကိုသားပါကျက်သစ်သားကောင်တနေကုန်ရှာမနေဘူးဆိုရင်ညနေဆောင်ရေလာတောက်တဲ့သားကောင်တွေကိုလာချောင်းမှသိကြတယ်ပုံးပြီးတော့စောင့်ပြကြရင်ကောင်းမယ်တယ်မင်းတို့ညနေဆောင်ထိဒီမှာနေကြမလို့လားမှောင်လာရင်ဒီတောင်မှာနေလို့မကောင်းဘူးနော်ကျွန်တော်တယောက်လုံးရှိပါတယ်ကိုမြင့်ကျော်ရေကျွန်တော်အနားမှာသာနေကြုံလာသမျှပြဿနာရှိရနေရင်ဆိုင်ပေးမယ်ယုံလိုက်ရေအနီးပတ်ဝန်းကျင်မှာတောင်ဆောင်မှာတော့ခြုံပုတ်ကြီးများရှိတော်လဲရေကန်ရဲ့ဘေးနှစ်ဖက်မှာပြည့်ကွင်းမကောင်းတာကြောင့်လည်းရေကန်နဲ့မလန်မကန်တောင်ကြီးမှာပေါက်နေတဲ့တစ်ပင်တစ်ပင်ပေါ်ကိုကိုမြင့်ကျော်ကိုလည်းအရင်တာဝတက်ခိုင်းနေတာပေါ့မဲလုံးကျက်သစ်ကိုတွေ့ရင်မင်းမပြစ်နိုင်တော့မင်းကတနက်အကြောင်းငါ့လောက်သိတာမဟုတ်အရေးကြီးနေချိန်မှာစိတ်လှုပ်ရှားပြီးတော့လွဲတော်မှာစိုးရတယ်တကယ်တော့တနက်ပြစ်တယ်ဆိုတာတားကောင်ရောက်နေတဲ့နေရာနဲ့ကိုရောက်နေတဲ့နေရာရှုတော့အနေထားလေတိုက်ခတ်မှုနှုံးအနေထားမှာပြစ်မှတ်စီသွားမဲ့ကြည်အနေထားပါထည့်စဉ်းစားပြီးပြစ်ခတ်တတ်ရတယ်ဒါတွေမင်းမသိပါဘူးကိုသားပါအဲ့လိုတွက်ချက်တာစနိုက်ပါတနက်ကင်လောက်ကြံကြီးသမားတွေလေကျွန်တော်ကရန်ထောင်းတူမီကင်ထားတာဘယ်ကလေတိုက်နှုံးတွေတွက်ချက်နေရမှာလဲအေးကွာမင်းအုံနောက်နဲ့လက်မမီတာပြောမိတာကွာငါအမှားအဓိကအချက်ကိုနားထောင်ကွာကျက်တစ်ကိုမင်းလုံးဝမပြစ်နဲ့အေးပါဗျာခမရပဲပြစ်ပါကျွန်တော်ဟိုးတောင်ဆောင်ခြုံဖို့အောက်မှာနေမယ်ကျွန်တော်ပဲလေပြစ်မိနေမယ်နော်မင်းလုံးကလည်းရေကန်ကိုလှမ်းမြင်ရတယ်တောင်ဆောင်တနေရာခြုံကြီးတွင်နဲ့ဝင်သွားတာပေါ့ခြုံဘုတ်ကလည်းနွယ်ခြုံကြီးဖြစ်ပြီးတော့တောင်ကပန်းအစွန်းထွက်နေတဲ့နေရာတစ်ခုမှာပေါက်နေတော့ခြုံအောက်မှာနေရတာလည်းလုံးဝအဆင်ပြေသွားတယ်တောင်ကတော့မြင်းကျော်တက်သွယ်ကတစ်ပင်မြင်ကြီးမဟုတ်တဲ့အခိုင်းဆုံးတနေရာမှာနေရာယူလိုက်တယ်သူ့ဘောကတစ်ကိုင်းဆုံးမှာလည်းမြင့်ကျော်ရှိနေတယ်လေတစ်ပင်မြင်ကြီးပေါ်မှာရေကန်ကိုလည်းရှင်းလင်းစွာမြင်ရပြီးတော့ပြစ်ကွင်းကောင်းတယ်ထူထပ်တဲ့သူ့ရဲ့များကြောင့်လည်းတာဝါနဲ့မြင့်ကျော်ကတော့တည့်ရဲ့များကြားမှာပျောက်နေတာပေါ့မဲလွန်ကလည်းရေကန်ကိုလှမ်းကြည့်ပြီးတော့ပြင်းကြီးညီးငွေလာတယ်အချင်းကလည်း12နာရီကျော်ခန့်သာရှိသေးတာမလို့လေတနေကုန်ခြုံတွင်းနဲ့ငြိမ်ပြီးတော့အချိန်ဖြုံးနေအောင်မယ်မလို့လေခြုံတွင်းနဲ့တီးတမောက်အိတ်နေတာပေါ့တာဝါနဲ့ပေါင်းပြီးတဲ့မြင့်ကျော်ကတော့တစ်ပင်ကွာကြားထိုင်ရင်ကြာလာတဲ့အခါမှာတော့ညောင်းညာလာသလိုအပေါ်ပါကလည်းသွားလိုလာတယ်တာဝါအောက်ခဏလောက်ဆင်းပြီးအပေါ်လေးသွားကြမယ်နောက်ပြီးတော့အပေါ်လေးသွားဖို့ဝါးကြီးတော်လေးလောက်ကြရအောင်ကွာတော်ကိုကြီးများတီးများတဲ့လူပဲဗျာအမြန်ဆင်းပြီးတော့အမြန်ပြန်တက်မယ်နော်နောက်တစ်ခေါက်မဆင်းတော့တာဝါလည်းသူကိုယ်တိုင်ညောင်းညာပြီးတော့အောက်ကိုဆင်းလို့နေတော့လေမြင့်ကျော်ကြောင့်မတက်တာပဲဆင်းရတယ်လို့ဟန်လုပ်ပြီးအောက်ဆင်းလာတာပေါ့အပေါ်လေးကိုတော့ရေကန်နဲ့ဝေးရကိုသွားဆုံးကြပြီးတော့ရေဘူးမှလည်းရေဖြစ်ဝါပင်ခုတ်ပြီးတော့လဲဝါကြီးတော်တွေပြုတ်လို့ပြီးတော့အပြင်မှာကိုပြန်တက်တယ်မဲလုံးရှိရခြုံမဘက်ကိုတာဝါလှမ်းကြည့်တော့ငြိမ်သက်တိတ်ဆိတ်နေကြောင်းလည်းတွေ့ရတာပေါ့တာဝါကတော့အပင်ခွားပေါ်မှာအကြနာနေရာယူရေကန်စီကိုတနက်နဲ့ချိန်ထားတယ်အချိန်နဲ့တရွေ့ကုန်ထုံးလာပြီးတော့ညနေဆောင်းလာသလိုတော်တရိษံများလည်းရေကန်တွင်းနဲ့ရေတောက်ဆင်းကြတာပေါ့ငှက်ပေါင်းစုံတောဝက်ကြီးစတဲ့သားကောင်တွေရေတောက်ဆင်းလာတာကိုတွေ့ရတော့လေမပြစ်ခတ်ဖဲနဲ့ကျက်တစ်လာကိုစောင့်မျှော်နေခဲ့မဲလုံးကတော့နှိမ့်ချိုက်စွာအိတ်နေရကနေနိုးလာတာပေါ့သူနိုးလာတဲ့ချိန်ခြုံဖို့အပြင်ကိုခေါင်းထွက်ပြီးနေကိုကြည့်တော့အနောက်ဘက်ကိုရောက်နေတာကြောင့်လည်းညနေဆောင်မိမှန်သိလိုက်ရေကန်ဘက်ကိုလှမ်းကြည့်တော့လည်းရေတောက်ဆင်းလာတဲ့သားကောင်များကိုတွေ့တယ်ကျက်တစ်ကိုကိုအသာဝပြစ်မယ်ဆိုခြင်းကြောင့်လည်းသူကတော့အေးဆေးစွာထိုင်ရင်အသားကင်ကိုစားရင်ရေတောက်ရင်ရှိနေတာပေါ့တော့ပါညနေဆောင်လာပြီဒီမှာညအိတ်ဖို့စဉ်းစားနေရလားတူးတူးနေစမ်းပါဗျာကျက်တစ်လာလို့အတန်ကြားသွားမယ်မြင့်ကျော်စကားကိုလည်းနောက်လည်းမကြည့်ပဲပြောနေတဲ့တာဝါကတော့ရှုံမြောင်တင်းမှာရှောက်လာတဲ့ကျက်တစ်ကိုတွေ့ရတာကြောင့်တိတ်တိတ်နေရန်ပြောပြီးတော့လေကျက်တစ်ကိုပြလိုက်တော့မြင့်ကျော်ကလည်းဗဇက်ပိတ်သွားခဲ့တယ်ကျက်တစ်ကတော့ပြစ်ကွင်းမကောင်းတာကြောင့်လည်းပြစ်ကွင်းကောင်းကိုတနက်မောင်းတင်ရင်စောင့်နေစင်မှာတော့ရေရန်အင်းဤတောင်ဆောင်ခြုံတွင်းထဲကိုဝင်သွားကြောင်းလည်းတွေ့ရတာပေါ့ရေတောက်ဆင်းမဲ့သားကောင်ကိုလည်းစောင့်ဖမ်းရန်ပုံးနေကြောင်းလည်းသိလိုက်တယ်
တာဝါတော့လေကျက်တစ်ပြစ်ခတ်ရမယ်အရေးတွေးနေတယ်ရင်တိတ်ခုန်နေတာပေါ့အဆွေများကောက်ချိတ်နေတဲ့တောဝက်ကြီးတကောင်လည်းဣပက်နဲ့ရှောက်လာရင်းနဲ့တောင်ကြားအတွင်းထဲကိုဝင်လာနေခဲ့တောင်ကြားရေကန်ကိုအလဲမှာထားပြီးတော့လေနှစ်ဖက်ပွင့်နေတော့လေကျက်တစ်လာတဲ့အောက်ဖက်ကနေလာနေခြင်းပေါ့သူ့ကိုယ်လုံးကြီးကိုလည်းတောင်ဘေးကကြောက်တုံးကြီးတတုံးနဲ့ပုတ်တိုက်ရင်အရားဖြေနေသေးတယ်ရေကန်ကြီးရောက်လာတဲ့ခါမှရေထဲကိုဆင်ရေတောင်းရင်းနဲ့ကန်းဆက်ရွှွန့်တော်များအတွင်းမှာဘွက်လူးနေပြန်အားရအောင်ဘွက်လူးပြီးတော့ပြန်ထရန်လုံနေတဲ့အချိန်မှာတော့ခြုံပုတ်အတွင်းကကျက်တစ်ကလည်းလှင့်မြန်စွာခုံအုပ်ထွက်ပြီးတော့တောဝက်ကြီးကိုခုံအုပ်လိုက်တယ်တောဝက်ရဲ့ဇက်ဘိုးကိုမိရကြိုက်ခဲထားပြီးတော့တောဝက်ကြီးကလည်းနာကျင်စွာအော်ဟစ်လွံ့မြောက်ရန်ကြိုးစားတော့လေကျက်တစ်ထံကနေမလွတ်မြောက်နိုင်မရှိနေတာပေါ့တောဝက်ကြီးကတော့နာကျင်မှုလူးလိမ့်ရုန်းကန်တယ်လို့ကျက်တစ်ကလည်းမလွတ်တမ်းခဲထားတော့ဝက်ရဲ့ခန္ဓာကိုယ်ကသွေးများလည်းကန်းဆက်တစ်လျှောက်မှာအိုင်ထုံးကုန်တာပေါ့တောဝက်ကြီးကလည်းတောင်ကပယံအနီးကိုလည်းဘေးတိုက်ရွေ့သွားအရှိန်နဲ့လည်းသူ့ကိုယ်လုံးနဲ့တိုက်လိုက်တော့အပေါ်ကကျက်တစ်ရဲ့ခန္ဓာကိုယ်ကလည်းတောင်ကပယံကြောက်တုံးနဲ့ထိပြီးတော့ဟန်ချက်ပြက်တောဝက်ကြီးကလည်းအနာခံရုံးထွက်ရမှာတော့လွတ်မြောက်သွားတာပေါ့တောဝက်ကြီးလေကုန်းကသွေးများကျဆင်းနေပြီးတော့ခန္ဓာကိုယ်ကလည်းတက်ဆက်တုံးဒေါသကြီးတဲ့တောဝက်များကတော့ကြားစင်များကိုပင်ပြန်တိုက်တတ်တယ်လို့တနက်နဲ့ပြည့်ရင်လည်းမသိရင်တော့မိကိုထွက်တဲ့နေရာကိုတစ်ချိန်လုံးပြေးဝင်ပြီးပတ်တတ်တဲ့အကောင်မျိုးယခုကျက်တဲ့ကြိုက်တဲ့တောဝက်ကြီးကလည်းတင်ကွယ်တောဝက်ကြီးဖြစ်တော့လေအဖွဲကနေနှင်ထုတ်ခံထားရတဲ့အတွက်ဖြစ်နေတဲ့ဒေါသငကိုရှိရင်ဆွဲဒေါသခံတဲ့ပေါင်းထွက်ပြေးရမစင်စားပဲနဲ့သူ့ကိုလာတိုက်ခိုက်တဲ့ရန်သူကိုအသေးသက်ရန်စိတ်ပိုင်းဖြတ်ထားဖို့နဲ့လေနှုတ်သီးကိုအောက်ဆိုင်မျက်လုံးကိုလှန့်ကြည့်နေတဲ့ရန်သူလှုပ်ရှားဖို့မျက်ခြေမပြတ်ကြည့်ကျက်တဲ့ကလည်းမန်တစ်ချက်ဖီလိုက်ပြီးတော့ဖြူဖွေးတဲ့အဆွဲများပေါ်ထွက်လာတာပေါ့ပါဇက်အတွင်းကနေလည်းဝက်သေးများကလည်းရှိနေရုတ်တရက်တောဝက်ကြီးကလည်းလှင်မြန်စွာပတ်လိုက်တော့ကျက်တဲ့ကိုထိပြီးထင်လိုက်တော့လေကျက်တဲ့ကပေါ်ဝါတော့လက်စွာရှောင်ထွက်သူ့ရဲ့ပတ်ချက်လွဲသွားတဲ့တောဘက်ကလည်းနေလုံးကြီးကလည်းအနောက်ဘက်ကနေတူးရွေရှားပြီးတော့မကြခင်မှာတော့နေဝင်တော့မှလည်းဖြစ်ပါတယ်တင်ခွဲတောဝက်ကြီးနဲ့ကျက်တဲ့ရဲ့တိုက်ပွဲကလည်းမပြီးဆုံးနိုင်သေးဘူးကျက်တဲ့ကလည်းတောဝက်ကြီးကိုအတင်းဝင်မတိုက်ဝင်သလိုဒဏ်ရာနာတရားဖြစ်နေတဲ့တောဝက်ကြီးကလည်းကျက်တဲ့ကိုတိုက်ခိုက်ရန်ထက်ကျက်တဲ့တိုက်ခိုက်လိုက်ရင်ပြန်ခုခံရန်တောင်နိုင်ရန်ကိုလည်းဖင်ကတ်ထားပြီးတော့ခုခံရန်အသင့်အနေထားနေနေတာရုတ်တရက်မှာတော့ကျက်တဲ့ကလည်းခွန်အောင်မဲ့ဟန်ပြင်လိုက်တော့တောဘက်ကလည်းခေါင်းလှန်ပြီးတော့ပင့်လိုက်အဲ့ဒီချိန်မှာတော့ကျက်တဲ့ကလည်းအမှန်တကယ်ခုံအုပ်လိုက်ကျက်တဲ့ကလည်းတောဝက်ပတ်ပြီးချိန်ကိုစောင့်ပြီးတော့ခုံအုပ်လိုက်တော့လေတောဝက်ကြီးကလည်းကျက်တဲ့ခုံဝင်လာစဉ်မှာတော့နောက်တစ်ချက်ခေါင်းကိုလှည့်ပတ်ခြင်းကိုလှည့်မြန်စွာပြုတ်လိုက်တာပေါ့တောဝက်ကြီးရဲ့ကော့ပြန်နေတဲ့အဆွေနဲ့ချောင်းကလည်းကျက်တဲ့ရဲ့ဝမ်းပိုက်ကိုထိုးခွဲလိုက်သလိုတောဝက်ရဲ့လေကုတ်ကိုလည်းကျက်တဲ့ကလည်းအမိအရာကိုက်ဆွဲကျက်တဲ့အော်တန်တောဝက်အော်တန်များကလည်းတောင်ကြားတစ်လျှောက်မှာလည်းပဲ့တင်ထက်သွားတာပေါ့တောဝက်ကြီးမြည်များယုံရင်နဲ့ကျက်တဲ့ကမလွတ်ပဲကိုက်ခဲရင်နဲ့မိနစ်အနေငယ်မှာတော့တောဝက်ကြီးလဲပြူသွားခဲ့ကျက်တဲ့နဲ့တောဝက်ကလည်းမြေကြီးပေါ်မှာလုံထွင်းရင်ငြိမ်သွားခဲ့တယ်လေနှကောင်နဲ့ဟာတကောင်မှလည်းထလာမလားလို့ကြည့်တော့လေတကောင်မှလည်းထမလားဟာနေအောင်စလုံးတည်သွားကြပြီထင်တယ်တောင်းထမလားကြတော့ကျက်တဲ့လဲတည်ပြီဆိုတော့ပြန်ကြရအောင်ကွာနော်ခမရပြင်ပေါ်မှာကြံနေရဗျာကျွန်တော်အနားသွားပြီးတော့စိတ်ချအောင်သွားကြည့်မယ်စိတ်ချရမှာအောက်ဆင်လာခဲ့ကိုမြင့်ကျော်တာဝကတော့တောကောင်နှစ်ကောင်တည်ဆုံးနေပြီလို့စိတ်အတွင်းကသိတော့လေမြင့်ကျော်တော့ဆရာကြီးပုံစံနဲ့စိတ်မချသေးဟန်ပြောသူရင်တစ်ပင်မောကနေအောင်ဆင်းခဲ့တာပေါ့နေဝင်လာနဲ့လေရိုးမတော်တွင်းထဲမှာအမောင်တို့ကလည်းချက်ချင်းဝင်ရောက်လာခဲ့တာဝလည်းနဖူးစည်းတံမီကိုမီးဖွင့်တိုင်နဲ့တနက်ကိုမောင်းတင်ရေအိုင်နီးကိုတတိနဲ့ချင်းကပ်ရိษံနှစ်ကောင်တိုက်ပွဲဖြစ်ရနေရကိုလှမ်းကြည့်လိုက်တော့နှစ်ကောင်လုံးကလည်းမလို့ရှားတော့တာတွေ့ရတာပေါ့ဒါကြောင့်လည်းအရေးဆုံးပြီးတော့လည်းနီးနိုင်သည်များနီးအောင်ချင်းကပ်သူ့စိတ်တွင်းထဲမှာတော့ကျက်တစ်ကိုသူမပြစ်ခတ်လိုက်ရတဲ့အတွက်လည်းအလွန်စိတ်ဆင်းရဲနေအားလုံးရှိမှာတော့ကျက်တစ်ကိုသူပြစ်ခတ်လိုက်ကြောင်းကြွားဝါပြောရန်အတွက်လည်းစိတ်ကူးထားခြင်းကြောင့်လည်းဖြစ်တာပေါ့ခုကိစ္စမှာလည်းသူနာမည်ကြီးရန်ကိုဖန်တီးရမှာကိုစဉ်းစားနေတောင်ဆောင်ခြုံဖို့စီကနေမီးရောင်ကိုလည်းတွေ့ရတယ်လေမကြမီမှာတော့သူ့အနားကိုမဲလုံးရောက်လာတော့မှဖြစ်ပြီးတော့သူ့ခေါင်းပေါ်မှာပေါ်လာတဲ့ကိစ္စတစ်ခုကိုလည်းလှုပ်ရန်ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒီနောက်မှာတော့တည်နေတဲ့ကျက်တစ်ကိုလုံးကိုလည်းတန်းတန်းနဲ့တစ်ချက်ဖြစ်ဓမြောင်ကိုဆွဲထုတ်ပြီးတည်နေတဲ့ကျက်တစ်ကိုဝင်လုံးပြီးတော့ဓမြောင်နဲ့ပြေးထိုးနေတာပေါ့တောဝက်ရဲ့လေကုတ်ကိုလည်းအဆွေမြုံအောင်ကိုက်ထားတယ်ကျက်တစ်ရဲ့ဦးခေါင်းကိုလည်းမဲလုံးသူ့အနားရောက်မလာခင်မှာအတင်းဆွဲဖြုတ်တယ်ကိုသားဘာဖြစ်တာလဲဗျတနက်တန်ကြလို့စိုးရင်လည်းရတာဗျဘာမှစိတ်ဝူစရာမရှိတော့ဘူးမဲလုံးကျက်တစ်ကမသိဘဲနဲ့ထလာမလို့လို့တနက်နဲ့ပြစ်ပြီးတော့ခေါင်းကိုတခါတဲ့ဓာတ်နဲ့ပြက်ရှင်းနေတာတာဝကလည်းတည်နေတဲ့ကျက်တစ်ကိုဖတ်လုံရမှာတော့ဝက်ပတ်ထားတဲ့ဝမ်းပိုက်ကွဲရဥထွက်နေတဲ့ကျက်တစ်ခန္ဓာကိုယ်ကသွေးများနေလေတကူလုံးသွေးဖုံးနေတာပေါ့စိုးရင်ကြီးရောက်လာတဲ့မဲလုံးကိုလည်းစိတ်မပူရန်ရုပ်တည်နေပြောမဲလုံးကလည်းတာဝအပြောကိုသိမယုံသူလှမ်းကြည့်စဉ်ကပင်ကျက်တစ်ရောတောဝက်ကြီးတခါတည်းလဲသွားပြီးတော့ပြန်ထမလားအခုမှပြန်ထလာတယ်ဆိုတော့လေတာဝပြောစကားမယုံတာကြောင့်လည်းဖြစ်ပါတယ်တောဝက်ရဲ့လက်ကုတ်မှလည်းကျက်တစ်ကြိုက်ရကိုလုံးမှလည်းလက်သေးချစ်ရတွေတွေ့ရသလိုတောဝက်ရဲ့ဆွေရလည်းအဖျားချွန်ဓာတ်ထက်တလက်နဲ့ခွဲထားသလိုဝမ်းပိုက်ပွင့်ပြီးတော့လေဥများထွက်နေတဲ့ကျက်တစ်ကိုတွေ့ရတာကြောင့်တာဝစကားကိုပို၍တောင်မယုံနိုင်ဘူးကျက်တစ်ဘိုက်ကတောဝက်ပတ်ထားတာဥပါထွက်နေရလေအဲ့ဒါမသိဘူးလားဟုတ်ကောဟုတ်ရလားဗျာဟာ
လူမယုံသလိုနဲ့ဆေးလားမလုပ်နိုင်မယ်လို့ကိုမြင့်ကျော်ကြီးခင်ဗျဆင်းလာလို့ရပြီပြုတ်ဘာအနေရဲမှမရှိတော့ကျွန်တော်ရှင်းလိုက်ပြီသူ့အပေါ်မယုံတင်ကဖြစ်နေတဲ့မဲလုံးကိုလည်းခက်တီတီဟောင်းရင်တာဝါကတော့အပင်မော်ကြံနေရိတ်ခဲ့တဲ့ကိုမြင့်ကျော်ကိုလည်းလှမ်းခေါ်တာအပင်မော်ကနေဆင်းလာတဲ့ကိုမြင့်ကျော်ကလည်းတာဝါနဲ့မဲလုံးကြီးရောက်တဲ့ချိန်မှာကျက်သိန်းနဲ့တောဘက်တီကိုကြည့်ပြီးတော့အံ့ဩနေတာမုတ်ဆိုးကတားကောင်ဖြစ်သွားတာပဲရန်လူတဲ့တောဝက်ကြီးကိုမှအစာမတ်တဲ့ကျက်သိကဝင်ဆွဲအခုတော့လည်းအပြန်လန်တိုင်ရင်သေသွားကြပြီခင်ဗျမားနေပြီဗျတောဝက်ကကျက်သိကြိုက်လို့သေတာမှန်နေကျက်သိကြတော့ကျွန်တော်တတ်လိုက်တာဗျလက်ဦးသွားလို့မဟုတ်ရင်အန်ရပေးလာနိုင်တယ်ငါအပင်မောနေလှမ်းကြည့်နေတာကျက်သိလှုပ်ရှားတာမမြင်မိပါဘူးသားပါရဟာခင်ဗျအဝေးကနေကျွန်တော်ဓာမီအလင်းအောင်နဲ့ကြည့်နေတာမလားသေချာရောမြင်ရလို့လားကျွန်တော်သာတတိအနေထားနဲ့လာတာမဟုတ်ဘဲနဲ့ရမ်းတမ်းဝင်လာရင်ကျက်သိကြိုက်ခံရမှာသေချာတယ်ဗျအခုတော့လည်းစိတ်အေးသွားပါပြီလူတယောက်ကိုတတ်စားထားတဲ့ကျက်သိကိုတတ်လိုက်နေတာကျွန်တော်စိတ်ချမ်းသာသွားပြီတာဝါလည်းကျက်သိကိုဇိုအတင်းသူတတ်တယ်ဆိုပြီးပွဲဝင်ခံနေတာပေါ့တာဝါကျက်သိနဲ့တောဝက်ကိုရွာသားတွေကိုတဲခိုင်းကြမယ်ကွာငါတို့ပြန်ကြရအောင်ဘယ်ဖြစ်မလဲကျက်သိတရီရောခေါင်းကသေချာလေးရေပြားခွာယူပြီးတော့အိမ်မှာချိတ်ထားဒီမှာထားခဲ့ရင်လည်းတောကောင်လေးစားလို့ကုန်သွားလိမ့်မယ်ပြန်ချင်းကိုမြင့်ကျော်တယောက်တည်းပြန်လေးဗျဟာတာဝါရဒီချိန်ကျမှငါတယောက်တည်းဘလို့ပြန်ရမှာလဲကွာစိတ်ညစ်ပါတယ်စိတ်ညစ်တဲ့လုံမလေးနဲ့ထင်းရောက်ရှာမီးမွေးထင်းများရှာတော့ကိုမြင့်ကျော်အသားကျက်တိုက်ဖို့တော့ပါဝါပါခုတ်ခဲ့မဲလုံးရင်မင်းနဲ့ငါအသားဖြစ်ရအောင်မြင့်ကျော်လည်းမတက်တော့ပြီမလို့တာဝါပြောစကားနာခံရတာပေါ့အဝေးသူမတော်ရရကြောင်းလည်းအနီးနားတစ်တုံးကြောက်တစ်ကန်းကြောက်များကိုရှာဖွေစုပုံပြီးမီးဖိုလိုက်တယ်ရေအိုင်ဒီမှာပေါင်နေတဲ့ဝယုံတော့ကနေပြီးတော့ဝါးများကိုခုတ်ပြီးတော့ကြက်စင်ဆောင်နေတာပေါ့တာဝါလည်းကျက်တစ်ကိုတေချာဂယူးဆိုင်ပြီးရေကုန်ခွာပြီးတော့ခေါင်းမှာပေါင်လို့လည်းယူနေတာကိုမြင့်ကျော်တောဘက်ကိုခဏလာကူတယ်ပေးဗျအမွှေးမီးမြတ်အောင်တာဝါလည်းမဲလုံးကိုမျက်နှာထားတီနဲ့ကြည်ရင်းနဲ့မဲလုံးမင်းမုတ်ဆိုးလို့လာတာဘယ်လောက်ကြာပြီလဲအခုထိအမှတ်တညာနဲလာပြီလားကွာအော်မဲငေါ့မဲပဲတွေးနေရလားကိုတာဝါရေဝက်အမွှေးမီးမြိုက်တာဘာဖြစ်လို့လဲဗျဝက်သူလည်းအစကလေးကဖြတ်ပြီးသွားပြီဘာမှနေလို့လဲဒီဝက်ကအသက်ဘယ်လောက်ရှိပြီလဲဆိုတော့မသိတဲ့တောဝက်ကြီးပေါ့တောဝက်ငယ်ပိုင်းတွေကိုအမွှေးကိုမီးမြိုက်တာပြဿနာမရှိဘူးဒီလိုကောင်မျိုးကြီးတွေကလည်းအမွှေးရအခောက်ထဲမှာတောင်လက်တစ်စစ်လောက်ရှိတယ်အပြင်ကဘလောက်ပြောင်းနေပါစေအခောက်ထဲကဝက်မွှေးလက်တစ်စစ်လောက်ကျန်နေတယ်ကွာမင်းမကြားလိုက်ဘူးလားရေပြထမင်းဆိုင်မှာဧည့်သည်တယောက်တောဝက်သားနဲ့ထမင်းစားပြီးတော့ခဏကြာတော့ဘိုက်ကစူးပြီးနာလို့မလို့စေးရုံသွားရင်လမ်းမှာသေးတာလေစေးရုံရောက်လို့ဘိုက်ခွဲစစ်လိုက်တော့ဝက်အမွှေးတွေအစာအိမ်မှာစူးလို့ဖောက်နေတာတွေ့ရတယ်နှမြောင်းနေနဲ့ကွာအရေပြားခွာလိုက်ကိုတာဝစီကကြားရသမျှစကားထဲမှာဒီစကားတန်မိုးရှိလိုက်တာဗျာအရေပြားခွာလိုက်ပါမယ်မဲလုံးကလည်းတာဝရဲ့စကားကိုကြည်ကျင်နဲ့ကြည်နေလက်ခံလိုက်တာပေါ့တွန်းနှန်းကြိုးများလို့တောဝက်ကောင်ကြီးရဲ့အမွေချမ်းများကလည်းအခက်မသိရင်တော့လူကိုထိခိုက်စေရင်လည်းဆိုတဲ့တာဝပြောစကားကလည်းမှန်နေတာပေါ့တာဝကလည်းကျက်တဲ့ကိုရေကုန်ခွာပြီးတော့တန်းတစ်ခုပြုတ်လို့မီးပုံနဲ့မလန်းမကန့်မှလှမ်းပြီးတော့အပူပေးထားပြီးတော့လည်းမဲလုံးအရေကုန်ခွာထားတဲ့တောဝက်ကိုနှစ်ယောက်သားခုတ်လိုက်ကြတယ်ခွေးရဦးတန်နေရလဲဟိုကဒီကထွက်ပေါ်လာတော့လေမြင့်ကျော်ကလည်းပတ်ဝန်းကျင်ကိုစိတ်မလုံးစွာကြည့်တာဝနဲ့မဲလုံးအနာကိုကတ်သွားခဲ့ကျက်တည်ရင်မရှိတဲ့အကောင်တွေကွာအတော်ကိုနားချမြင်ကတ်တဘာဝရသူ့ဘာသူအော်တာပဲဗျာအနက်ခံကောင်းတော့လဲသွေးနဲ့ရလို့အောင်နေကြတာပဲဖြစ်မယ်ကူသားပါရဲ့ဟိုမှာတရေလားမသိဘူးဒီဘက်လာနေတယ်မြင့်ကျော်ကလည်းတောင်ကြားတင်းထဲမှာလက်နေတံမီထိုးကြည့်တော့ပုံရိပ်တစ်ခုတွေ့ရတာကြောင့်ပြောတာကိုတာဝကလည်းမြင့်ကျော်စကားကြောင့်လန့်ဖြတ်သွားတော့လေတနက်ကိုယူကိုမြင့်ကျော်မီးထိုးပြဘက်ကိုချိန်လိုက်တယ်ခွေးရရေပြားကိုခြုံပြီးတော့လေခွေးရဦးကောင်းကိုခေါင်းမှာအုပ်ထုတ်လို့စောင်းထားသူတယောက်ကိုမီးရအောင်မှတွေ့ရတာပေါ့တရေဆိုလဲနောက်တစ်ခါဘုံကပြောင်းပြတ်တက်လာရတာမှာပေါ့ကိုသားမပြည့်နဲ့ဗျအဲ့ဒါကျွန်တော်အတိဟေးမင်းအတိဟုတ်လို့လားမင်းတို့ရတရေကမင်းအတိဟန်ဆောင်ပြီးလာနေရထင်တယ်ခွေးရခေါင်းကြီးကိုခေါင်းမှာစောင်းထားတာလူမဖြစ်နိုင်ဘူးနော်တရေပဲဖြစ်ရမယ်ဒီလူနှစ်ယောက်ဘလို့ဖြစ်နေရလဲတာဝတရနဲ့ချိန်ထားတဲ့သူကတော့ဝင်သားတောင်းစားသွားတဲ့ခဲဝါဆိုသူဖြစ်မှန်းသိရတာကြောင့်တာဝကိုမပြစ်ခတ်ရမဲလုံးကတားတာပေါ့တာဝနဲ့မြင့်ကျော်ကလည်းခဲဝါရဲ့ထူးခြားစွာဝစ်စင်ထားပုံလက်နေတံမီးအောင်အောက်မှာအယောင်တောက်နေတဲ့မျက်လုံးများကိုလည်းကြောက်လန့်စွာရှိနေတဲ့ချိန်မဲလုံးကလည်းသူတို့ထံလာနေတဲ့ခဲဝါထံကိုရှောက်သွားလိုက်တယ်လက်တကန်းအကွာရောက်မှတော့လေနှစ်ယောက်သားရဲလိုက်ကြပြီးတော့ခဲဝါကလည်းဝါကျင့်ကျင့်သွားများပုံပြုံးပြတာပေါ့ကျက်တစ်ကိုတက်လိုက်နိုင်ပြီပေါ့ဝမ်းသာပါတယ်ကွာမင်းတို့အချိန်ကြီးလာကြည့်ကံကောင်းတယ်ပဲပြောအောင်လားဗျာတောဝက်နဲ့ကျက်တစ်ကလည်းအပြိုင်တိုက်ကြရင်နဲ့နှစ်ကုံလုံးတေကုန်တယ်လို့ပြောရမယ်ကိုခဲဝါတောထဲမှာမီးလင်းမပါပဲဒီတိုင်းလျှောက်သွားနေရအနေများပါတယ်ဗျာခဲဝါဆိုတဲ့နာမည်တိုင်းညအမှောင်မျက်လုံးမြင်ရလို့လေသွားလာနေနေတာပေါ့ကွာခဲဝါလည်းသူစကားသူသဘောကျဟန်နဲ့ရည်နေတော့မဲလုံးကလည်းပြုံးလိုက်တယ်
မင်းလုံးရဲ့မင်းမိတ်ဆွေကိုလည်းကြက်တစ်သားလေးစားမလားပေးလိုက်ကွာငါတို့လည်းစားမှာမဟုတ်တာတာဝကလည်းလှမ်းပြောနေတာပေါ့သူတို့ကလည်းကြက်တစ်ကိုမစားပဲလွှန့်ပြရင်စိတ်ကူးထားခြင်းနေကိုခဲပါကြက်တစ်သားစားခြင်းလည်းအကောင်လိုက်တာယူသွားဗျာတောဝက်သားလည်းယူသွားမင်းနာမည်မဲလုံးလားကျေးဇူးပဲကွာမင်းတို့မစားရင်လည်းငါလူတွေနဲ့စားဖို့ယူသွားမယ်ခဲဝါလည်းမဲလုံးနောက်ကလိုက်လာပြီးတော့လေအရေပြားချွတ်ထားတဲ့ကြက်တစ်ကြီးကိုလည်းပေါ့ပါးစွာကောက်မှပခုံးမော်တင်လိုက်ပြီးတော့လေလူနှစ်ယောက်ထမ်းရတဲ့ကြက်တစ်ကြီးကိုတယောက်တည်းပေါ့ပါးစွာထမ်းတဲ့ခဲဝါကိုလည်းအံ့ဩနေရတယ်ကိုခဲဝါရော့ဗျာတောဝက်သားပါယူသွားဗျာအာနာယာကြီးကွာကြက်တစ်လည်းအကောင်လိုက်ယူထားပြီတော့ပါပြီယူပါဗျာအာနာမနေပါနဲ့ကျွန်တော်တို့လည်းစားလို့ကုန်ပါလည်းမဟုတ်ပါမဲလုံးကလည်းတောဝက်ပေါင်တစ်ချောင်းပေါ်ပြီးတော့လေခဲဝါပုံစံလည်းယူလို့တော့လေအာနာတဲ့ပုံစံကြောင့်အတင်းထိုးပြီးတော့မှကျေးဇူးတင်စွာကြည့်ပြီးတော့လေလေတံခတ်တူးတူးနဲ့လေဂျပန်တရေတွေတကယ်ရှိရင်တော့မဲလုံးတတိတော်ထားရမယ်မိစ္ဆာဒိဋ္ဌိကောင်တွေကလူကိုထိခိုက်အောင်လုပ်နိုင်တယ်စိတ်တော့မပူပါနဲ့မင်းတို့ဒုက္ခကြုံရင်ငါတို့အကူအညီပေးဖို့လာခဲ့ခဲဝါတော့ရေကုန်ခွာထားတယ်သွေးတန်တရေရဲ့ကြက်တစ်ကြီးကိုအကောင်လိုက်ထမ်းပြီးတော့လက်တစ်ဖက်မှာတော့တောဝက်ပေါင်ကြီးကိုကိုင်တောင်ကြားလန်းတိုင်းအပြင်ကိုထွက်တော့လေခဲဝါထက်တော့ရတောင်ကြားဘက်ကနေခွေးရဥဒန်နေကြားရတာပေါ့မင်းမိတ်ဆွေကဘေးရလေကွာလောဘလည်းကြီးလိုက်တာကွာကြက်တစ်ကိုလည်းတယောက်တည်းထမ်းသွားတယ်လက်ကလည်းတောဝက်ပေါင်ကြီးကိုကိုင်သွားသည်အေးလူပုံစံလည်းအရိုင်းလိုခွေးရရေပြားကြီးကိုချုံခေါင်းပေါ်မှာလည်းခွေးရခေါင်းကြီးတင်ပြီးတော့ထူးထူးဆန်းဆန်းနေဒီနယ်မှာရွာဒီမှာလည်းအဲ့ဒီလိုပုံစံမရှိပါမင်းနဲ့ဘလို့သိရလဲမဲလို့ဆက်စုမနေနဲ့ရောကိုမြင့်ကျော်ကျွန်တော်တို့တောဝက်သားဖြတ်ရင်းနဲ့တောက်ကြရအောင်ဝမ်းတွင်သားနည်းနည်းလေးกินလိုက်ဗျာတောင်ဝမ်းနဲ့မြင့်ကျော်ကလည်းခဲဝါထွက်သွားပြီးတဲ့ချိန်ခဲဝါကိုဝေဖမ်းနေတာပေါ့မြင့်ကျော်ကလည်းခဲဝါအကြောင်းမေးမြန်းရမဲလုံးကိုစကားဆတော့လေတာဝါကလည်းရဲတောင်ရံပြောပြီးတော့တောဝက်သားကိန်ခိုင်းတဲ့အတွက်လည်းစကားပြတ်သွားတာပေါ့မြင့်ကျော်ကလည်းတောဝက်ဝမ်းတွင်သားများကိုရေစီးဒုတ်ချောင်းထိုးกินပြီးတော့လေကြက်တိုက်စင်စောင့်နေချိန်မှာတော့မဲလုံးနဲ့တာဝါကလည်းတောဝက်သားများကိုခုတ်ထိကြလက်တလုံးกินထားတဲ့အသားများကြက်တဲ့ခါမှာတော့ရဲတောင်ရံနဲ့အသားခုတ်ပြီးတော့လေကြက်စင်ပေါ်တင်မြင့်ကျော်ကလည်းမီးစင်တင်မှွေးပြီးတော့လည်းမီးခဲများကြအောင်လို့ကြက်စင်အောက်မှာပြုတ်လို့ပြီးအသင့်ကြက်တိုက်နေတာပေါ့ထမင်းမချက်ပဲနဲ့တောဝက်သားအဝါစားပြီးတော့အရက်ဝတောက်ကြမယ်လေကြက်တစ်ကိုရှင်းပြနိုင်တာမို့လို့အောင်ပွဲခံတဲ့အနေနဲ့အရက်ဝတောက်ကြမယ်ငါတော့ညာတွင်ချင်းပြန်ချင်းနေပြီသားပါရစဘာတင်းနေရမှာလေဗျာခမရဒီလောက်တော့ရင်းရမှာနောက်တစ်ခုခမရကိုပြောထားရမယ်ကိုမြင့်ကျော်ကြက်တစ်ကိုအလွယ်တကူပြစ်လို့ရတယ်လို့တော့မပြောနဲ့နော်ရွာသားတွေစိတ်ကဒီလောက်အလွယ်လေးလုပ်ပြီးတော့သူတို့ပေးရတဲ့စဘာများတဲ့မတန်မှုထင်နေမှာစိုးလို့အမှန်တိုင်းမပြောဘဲနဲ့ဘလို့လိန်ပြောရမှာလဲသားပါရဲ့ဒီလိုဗျာကြက်တစ်ကကျွန်တော်ကိုတစ်ပင်မောကနေအလစ်ဝင်ခွန်အုပ်တာကျွန်တော်ကရှောင်ပြီးမဲ့နောက်ကျသွားပြီးတော့လက်ကိုပုတ်မိပြီးတနက်လွတ်ကြတယ်ခင်ဗျားကြောက်ပြီးတော့အဝေးကိုပြေးပြီးတော့အဝေးရပြေးပြီးတစ်ပင်ကွယ်ကနေပုံကြည့်မဲလုံးကလည်းကြောင်ပြီးတော့ငေးနေမယ်ကျွန်တော်ကလည်းခါးကြဓမြောင်ထုတ်ပြီးတော့ကြက်တစ်နဲ့သူ့တပြန်ကိုတပြန်လုံးဖေးသက်ပုံရင်နောက်ဆုံးကျွန်တော်ကကြက်တစ်ရဲ့ရင်ဘက်ကိုဓာတ်နဲ့အသေးထိုးတတ်တယ်အဲ့ဒီချိန်ကျမှခင်ဗျားနဲ့မဲလုံးကျွန်တော်စီပြေးလာမယ်ကျွန်တော်ပုံစံကလည်းအဝက်စားတွေပြည့်တကူလုံးသွေးတွေနဲ့ဖြစ်နေတာအဲ့ဒါကိုနည်းနည်းစိတ်ဝင်စားအောင်ပြောလိုက်ပေါ့ဗျာငါကြောက်လို့ပြေးတယ်လားမဟုတ်သေးပါဘူးကိုသားကကျွန်တော်လည်းအခုမှမဲလိုက်တာမဟုတ်ဘူးလေဗျာအဲ့ဒါကိုကြောင်ပြီးရက်ကြည့်နေတယ်လားခင်ဗျားကြတော့ကြက်တစ်ကိုတောင်ဖက်လုံးပြီးသူရဲကောင်းဖြစ်နေတစ်ဖက်သက်ဆန်းနေတာဗျာရွာသားတွေကအလွယ်တကူကြက်တစ်တက်လာတယ်ထင်မှာဆိုလို့လောက်ကြံဖန်တီးထားတဲ့ဇလန်းပြောခိုင်းတာပါအဖွဲတွေကဘဒုတက်တက်လူအန်ရပေးတဲ့ကြက်တစ်ကိုရှင်းလိုက်နိုင်ပြီပဲရွာသားတွေပြောကြမှာပါတာဝါကလည်းသူ့ဇလန်းကိုတခြားသူနှစ်ယောက်မကြိုက်တော့လေသူကတော့သဘောကျဟန်နဲ့ပြုံးနေတာပေါ့တခြားသူများစိတ်ချမ်းသာစေရန်ကြံဖန်ပြီးလည်းပြောနေသေးတယ်ပါလာတဲ့ရံများကိုလည်းတစ်လုံးပြီးတစ်လုံးတောက်ပြီးတော့တိုးဝက်သားခင်များကိုစညင်းနဲ့လာတယ်လို့လူတွေကလည်းမူးရစ်လာကြပဝင်းချင်းကိုသတိမထားပြီးပဲနဲ့စကားပြောဆိုနေစဉ်မှာထူးဆန်းတဲ့စကားပြောတဲ့ကြားရတာကြောင့်အတန်ကြားရကိုအားလုံးလှည့်ကြည့်တော့အရှက်လုံယုံလောက်ဝေစားဝစ်ပြီးတော့တကိုယ်လုံးကြီးညော်အထက်ထက်သပင်စုပ်ဖွားနဲ့ကြောက်လန့်စရာရုပ်သွင်းရှိတဲ့လူတယောက်ကလည်းဓာတ်ရှိတလက်ကင်ပြီးတော့သူတို့နားမလည်တဲ့စကားများကိုလည်းပါဇက်ကနေပြောဆိုနေတာတွေ့ရတာပေါ့ဟာတရေဂျပန်တရေလောက်ကြပါဦးဂျပန်စကားတွေနဲ့ဘာတွေပြောနေရလဲမသိဘူးကွာကြည့်ရတာဗိုက်စာနေရထင်တယ်မဲလုံးမေးကြည့်လိုက်ကွာဘာလို့ကျင်တာလဲလို့ဟာဗျာကျွန်တော်ကဘလို့လုပ်ပြီးဂျပန်စကားတတ်မှာလဲကိုသားဝိုင်းအနာကမခံနဲ့တော့လူစကားကိုလူလိုပြောလို့နားမလဲကောင်သိကြရောပေါ့ဟာတနက်ကြီးစံမှန်တာဘာမှဖြစ်ပါလားတာဝါကြောက်နေတော့လေသူ့လူများရှိနေရေးအားတင်းပြီးတော့တနက်နဲ့ပြစ်လိုက်တော့လေဓားကင်ထားသူရဲ့ရင်ဘက်ကိုတနက်ကြီးစံနှစ်ချက်ကထိမှန်နောက်ပြန်ပြစ်လဲကြတော့ဆိုလေချက်ချင်းပြန်ထပြီးတော့လေဓားကိုဝင့်ပြီးတော့ဗဇက်ကနေအော်ဟင်းရင်ပြေးလာတော့တာဝါနဲ့မြင့်ကျော်ကတော့စောက်တီယာမရတုံလှုပ်သွားတာပေါ့အဲ့ဒီနောက်မှာတော့လေကျေလောင်နဲ့ပောက်ကွဲတာနဲ့တူတူပြေးလာတဲ့ဂျပန်သေးရလေမျက်နှာကိုတူမီးထိမှန်ပြီးတော့မျက်နှာပွင့်ထွက်အနောက်ကိုလင့်ထွက်သွားတာပေါ့ရန်ကုန်ငွေဝေနေတဲ့တနက်ကိုကန်ပြီးတော့ဂျပန်သေးကိုပြစ်လိုက်သူကတော့မင်းလုံး
တော်သေးတာပေါ့ကွာမဲလုံးလက်မြန်လို့တာပေါ့ဒီနေရာမှာနေဖို့ဖြစ်တော့ဘူးရွာပြန်ကြရအောင်ညာအီမီတော်လဲတော်လို့ပဲဖြစ်ပါမလဲဗျာအန်နီရများလုံးနေမိုးလင်းမှာပဲသွားကြတာပေါ့ကိုမြင့်ကျော်ရတာဝရငါဒီမှာနေအသက်တူလိမ့်မယ်ကွာတခြားနေရာဖြစ်ဖြစ်သွားအောင်ပါကွာကြောက်နေပါနဲ့ဗျာမဲလုံးတနက်နဲ့ပြစ်လိုက်တဲ့ဂျပန်သေးရဲကိုတော့မတွေ့တော့တာဝါနဲ့မြင့်ကျော်ပြောနေကြတာပေါ့မဲလုံးကတော့နှုတ်ဆက်ညီတက်စွာနဲ့ပတ်ဝန်းကျင်ကိုကြည့်နေဂျပန်စကားပြောတာများကြားရသလိုတနက်ဖောက်တန်3-4ချက်ကိုလည်းကြားရတာကြောင့်အားလုံးပါဇက်ပိတ်ပြီးတော့ငြိမ်သက်သွားတာပေါ့ဂျပန်စကားပြောတဲ့နေကြားရပြီးတော့သူတို့နဲ့မလန်မကန့်ကိုလည်းတောင်ပေါ်ကိုလူရဲတစ်ခုခုံဆင်းလာအလွန်မြင့်တဲ့တောင်ထိပ်ကနေခုံဆင်းလာတဲ့လူများကလည်းအဆက်လုံးယုံနိုင်ငံပိုင်းတွေကိုဝစ်ပြီးတော့ကြောင်းလန့်စရာရုပ်သွင်းနေနဲ့လက်တွင်းတွေကိုဓာတ်တွေကင်ထားပြီးတော့လည်းအားလုံးကလည်းမျက်လုံးပြူးသွားကြတာပေါ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ဂျပန်သေးရဲကလည်းဓာတ်ကိုဝင်ပြီးရှေ့တိုးလာတယ်ပြေးမယ်တော့ကြီးပြေးရတော့မယ်ကိုတော့ဘာလုပ်နေရလဲဗျာပြေးမယ်လေဗျာပြေးရင်ခံရင်ပြေးကြမယ်အားလုံးကလည်းထုတ်ပိုးတွေလွယ်ပြီးတော့နောက်ဆုတ်ပြေးရင်လုံနေတဲ့အချိန်တာဝကလည်းသူ့လန်းထားတဲ့ကြက်တစ်တီကိုအတင်းပြေးယူနေတဲ့အတွက်မဲလုံးကလည်းခေါ်ရတာပေါ့မြင့်ကျော်ကလည်းရှေ့ကနေပြေးသွားနေမို့လို့နှစ်ယောက်သားကလည်းတနက်နဲ့ဂျပန်သေးရဲများကိုပြစ်ခတ်ရင်နောက်ဆုတ်လိုက်လာခဲ့ဂျပန်သေးရဲများကလည်းဂျပန်စကားများနဲ့အော်ဟင်းနှန်းနဲ့လေလိုက်နေကြတာပေါ့ဘာလို့ရက်နေကြရလဲပြေးကြလေဗျာဟိုမှာဂျပန်သေးရဲတွေနီးလာပြီပြေးလို့မရတော့ဘူးကွာတောင်ကြားထိပ်မှာဂျပန်သေးရဲတွေပိတ်ထားတယ်ငါတို့ကတော့ညက်ပူးညက်ပိတ်မိနေပြီဂျပန်သေးရဲတွေလက်ချက်နဲ့တေးရတော့မယ်ထင်တယ်တောင်ဝမ်းနဲ့မြင့်ကျော်ကလည်းရှေ့ဆက်မပြီးပဲရက်နေတဲ့အတွက်မဲလုံးကမေးလိုက်တော့တောင်ကြားထိပ်မှာအပိတ်ခံလိုက်ရကြောင်းသိရတာကြောင့်လည်းလှည့်ကြည့်လိုက်တော့လေဂျပန်သေးရဲများဓာတ်ကင်မိလာနေကြောင်းတွေ့ရတာပေါ့တောင်ဝမ်းနဲ့မြင့်ကျော်ကလည်းဂျပန်သေးရဲများကိုကြည့်ပြီးတော့လေကြောင်းလန့်တုံလို့ဆိုတာရှိနေတောင်ဝါကတော့အခုချိန်မှာဟန်မဆောင်နိုင်မဲ့ဘာလို့ဘာကံမသိအောင်ဖြစ်နေတာပေါ့ကိုတော်ကတနက်ကိုကြည်ဖြစ်ဗျာဂျပန်သေးရဲတွေကိုအနာကပ်မခံနဲ့လှုပ်လေဗျာဘာလုပ်နေရလဲအေးငါသိပါတယ်ကွာတာဝါလည်းမဲလုံးရဲ့သတိပေးစကားကြောင့်လေကြည်ကုံသွားတဲ့တနက်ကိုလည်းလက်တုံချီတုံနဲ့ကြည်တွေဖြစ်နေတာပေါ့မဲလုံးကလည်းတနက်ကိုရမ်းထိန်ရင်ဂျပန်သေးရဲအုပ်ရှိရာကိုထိုးပစ်တာဝါမှာလည်းရှေ့ဘက်ကိုပြစ်လိုက်နောက်ဘက်ကိုပြစ်လိုက်ရှိနေတာပေါ့အဲ့ဒီခါမှာတော့ခွေးရဦးတန်တွေကိုနီးကဲကြားလိုက်ရခြင်းနဲ့တူတူထွက်လန်းတဲ့အဆုံးမှာတော့လေဂျပန်သေးရဲအုပ်တွင်တွေကိုခွေးရများဝင်ကြိုက်ဆွဲနေကြောင်းလည်းတွေ့ရတယ်မဲလုံးမင်းလူတွေကိုခေါ်ပြီးတော့ဒီနေရာနဲ့အမြန်ပြေးကြမယ်လာငါနောက်လိုက်ခဲ့ဟင်ကိုခဲဝါဂျမန်သေးရဲ့အုပ်ကတော့ခွေးအားတွေဝိုင်းကြိုက်နေတဲ့ချိန်ကိုခဲဝါရဲ့အတန်ကြားပြီးတော့သူ့လက်နှစ်ဖက်ကနေလက်သေးများကိုလည်းလက်နက်ဖြစ်အသုံးပြုဝှေ့ရမ်းပြီးအတွင်းကိုဝင်လာတဲ့သူကတော့အားလုံးကိုလည်းသူ့နောက်လိုက်ရန်ပြောနေတာပေါ့သုံးယောက်စလုံးကလည်းမမျော်လင့်မဲကေတင်ရှင်ပေါ်လာတာကြောင့်ဝမ်းသာပြီးတော့လေခဲဝါရဲ့နောက်ကိုလိုက်ခဲ့အတွင်းဘက်ကနေလိုက်လာတဲ့ဂျပန်သေးရဲ့များကလည်းနီးကပ်လာတော့လေခွေးရများကဂျပန်သေးရဲ့များကိုပြေးလွှားရင်းဝင်ဆွဲနေတာပေါ့ခဲဝါဦးဆောင်ရနောက်ကိုလည်းသုံးယောက်သာလိုက်ရင်းနဲ့ဘေးကဓာတ်နဲ့ခုတ်တဲ့သေးရဲ့များကိုလည်းတနက်နဲ့အကာအကွယ်ပြူရင်းတိုက်ခိုက်ကြရင်းနဲ့တောင်ကြားအပြင်ကိုထွက်လာနိုင်ကြခဲဝါတော့လေချုံသားတစ်ချက်ပေးပြီးတော့နေရှေ့ကနေပြေးသွားရမှာတော့ဂျပန်သေးရဲများကိုတိုက်ခိုက်နေတဲ့ခွေးရများကလည်းတောင်ကြားအတွင်းကနေတဆင့်ထွက်ပြေးလာကြတာကိုလည်းတွေ့ရတယ်လို့ဂျပန်သေးရဲများကလည်းထွက်လာကြောင်းနောက်လှည့်ကြည့်တော့မဲလုံးမြင်လိုက်ရတာပေါ့ဂျပန်သေးရဲများကလည်းရှေ့ကိုဆက်မလိုက်လာကြဘဲနဲ့ဂျပန်စကားများနဲ့အုပ်ဟစ်ပြောဆိုရင်ကြံရစ်ခဲ့ခဲဝါလည်းပြေးလွှားခြင်းကိုရက်ပြီးတော့ပုံမှန်ရှောက်နေရမှာတော့တခြားသူများကလည်းပုံမှန်အတိုင်းရှောက်လိုက်ကြတာပေါ့ခွေးရတွေကဂျပန်သေးရဲတွေကိုဝင်တိုက်ပြီးလို့တာပဲမဟုတ်ရင်တော့ငါတို့မလွယ်ဘူးဒီဘက်လည်းမှလည်းခွေးရတွေလိုက်နေကြတယ်လိုက်ပြီးတော့စောင့်ရှောက်ပေးတာပဲဖြစ်ရမယ်ထူးဆန်းလိုက်တာကိုမီကျော်နဲ့ကိုသားကခွေးရတွေကိုပဲကျေးဇူးတင်နေကြတယ်ဒီကကိုခဲဝါကိုကျေးဇူးစကားတစ်ခွန်းတောင်မပြောကြဘူးအေးစီနားမှာပြောမလို့ပါပဲမင်းလုံးရာကျုပ်တို့အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်ကိုခဲဝါရေအေးဗျာဂျပန်တရေရှိတယ်ကိုမြင့်ကျော်ပြောတော့6လမ်းရတောင်မှအဲ့လောက်မစိုးဘူးထင်အခုဟာတတ်ဖို့ဖြတ်ဖို့ထီတောင်လောက်လာကြတာပဲကဲပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာခမရတာရောက်မလာရင်မလွယ်ဘူးမြင့်ကျော်နဲ့တာဝါကလည်းခဲဝါကိုကျေးဇူးတင်စကားပြောနေတာပေါ့သူတို့နဲ့မနီးမိုးရေးပတ်လည်မှာလည်းခွေးအားတွေကဝိုင်းပတ်ပြီးလိုက်လာကြတာလည်းထူးဆန်းနေတဖွဲ့လုံးကိုစားကျေးဇူးတင်ပါတယ်ကိုခဲဝါမင်းစေတနာမင်းကိုအသက်ဘေးကနေလွတ်အောင်လုပ်ပေးလိုက်တယ်လို့ပဲပြောအောင်ပါမဲလုံးရကိုခဲဝါကျွန်တော်တခုတော့မေးချင်တယ်ဗျစိတ်တော်မရှိနေတော့မေးလို့ရမလားငါဖြေနိုင်တဲ့မေးခွန်းမျိုးဆိုဖြေပေးပါမယ်မဖြေနိုင်တာမျိုးဆိုရင်တော့လည်းညင်းရလိမ့်မယ်မဲလုံးခွေးအားဆိုတာမျိုးဟာတတ်တည်နေတဲ့အကောင်မျိုးလို့ပြောရမယ်လူကိုရှောင်တယ်လူကိုကူညီတာနဲတယ်အခုကျွန်တော်တို့ကိုကူညီတာဟာတယောက်ယောက်ကခွေးအားတွေကိုကူညီခိုင်းလို့ကူညီပေးနေလို့ထင်နေဗျာကူညီခိုင်းသူကလည်းကိုခဲဝါလို့စိတ်ထဲမှာထင်နေမိတယ်ကျွန်တော်အတွေ့အထိတန်ပါဗျာမှားချင်လည်းမှားနိုင်တယ်မင်းတွေ့ရသဘာဝကြပါတယ်ခွေးအားတွေကတတ္တဝါထဲမှာဇက်နေနေပြောရမယ်ဘယ်သားစားတတ္တဝါမှသူတို့ကိုတတ်မစားဘူးရမ်းမပြုတ်နောက်တစ်ချက်ကတော့သူတို့ဟာမှော့ပညာနဲ့လည်းဆက်ဆက်နေတယ်ပုံနကမျက်ရှင်ဆိုတာကြားဘူးတယ်မလားပုံနကမျက်ရှင်ကတော့ခွေးအားတိုင်းမှာတော့မပါဘူးပေါ့ပါတဲ့အကောင်ကလည်းအစွမ်းထက်တယ်ကြားဘူးတယ်ကိုခဲပါပုံနကမျက်ရှင်ပါတဲ့ခွေးအား
သားကောင်ကြီးနဲ့ထိတ်တိုက်ဆုံရင်တောင်မှသူတို့အန်ရမပြီးအောင်ညှို့နိုင်တယ်ရွာထဲဝင်ပြီးတော့ကြက်ဝက်ခွေးတွေဝင်ဆွဲရင်လည်းအစွဲခံရတဲ့အကောင်တွေအတန်တစ်ချက်မှမထွက်ပဲပါသွားကြတယ်ကြားဖို့တယ်မင်းပြောတာအတိအကျမဟုတ်ပေမဲ့လည်းနီးစပ်ပါတယ်တချို့သောခွေးရအကောင်ကြီးတွေမှာမှော်ပညာအစွမ်းရလည်းမွေးရပါလာတတ်ကြတယ်နေ့ကြာလေးပညာအစွမ်းမြင့်နေတဲ့တချို့ဆိုရင်လူသားဖြစ်တောင်ပုံစံယူဖန်တီးနိုင်တာရှိတယ်အဲ့လိုမျိုးလူယောင်ဖန်ဆင်းနိုင်တဲ့ခွေးရမျိုးရှိလားကိုခဲပါရှိတယ်ရှားတယ်မဲလို့ခွေးရရဲ့မှော်ပညာဆိုတာကလည်းမင်းတို့လူတွေထဲမှာဆိုရင်တော့အောက်လန်းပညာရက်ကိုလေ့လာသူတွေရဲ့ပညာရက်မျိုးတွေပေါ့အစွမ်းတော်ရှိတယ်နှိမ့်ကြတယ်ပေါ့ကွာတရေတစေတွေကိုမြင်နိုင်စွမ်းရှိတယ်ပြန်တိုက်ခိုက်နိုင်ရတယ်ဟာကြားရတာတွေကတော့အထူးဆန်းနေပါပဲကိုခဲပါရဲ့ငါပုံစံထူးကြတယ်ခွေးရတွေကိုလည်းငါခိုင်းစေနိုင်တယ်ငါလူလားခွေးရကနေလူအသွင်ပြောင်းထားတာလားမင်းမသိကြဘူးလားကျွန်တော်မေးလိုက်လို့ပြန်ဖြေရမယ်ကိုခဲပါအတွက်အဲ့ဒီမေးခွန်းကပြန်ဖြေဖို့ခက်ခဲနိုင်သလားခက်ခဲတယ်လို့ပဲပြောရမှာပဲဖြစ်နိုင်ရင်တော့မပြောချင်ဘူးကွာမင်းကတအားကြီးသိချင်နေလို့ပြောပါဆိုလေပြောပြဖို့တော့စိတ်ကူးထားတယ်ကျွန်တော်အကိုဆရာပြောတဲ့စကားတော့ရှိတယ်ကိုခဲပါလောကကြီးမှာကိုယ့်အတွက်အကျိုးမရှိသူတစ်ပါးအတွက်အကျိုးရုံနိုင်တဲ့ကိစ္စမျိုးဒီတိုင်းထားတာအကောင်းဆုံးပဲတဲ့ကျွန်တော်မသိချင်တော့ကိုခဲပါမင်းကဆရာကောင်းရထားတာပဲသူပြောတဲ့စကားကတွေးတိုင်းအများကြီးတွေးသွားလို့ရတယ်ငါဒီလောက်ပဲလိုက်ဖို့တော့မမဲလို့ရွာနယ်လဲနီးနေပြီနောက်များကံမကုံသေးရင်လည်းပြန်ဆောင်ကြသေးတာပေါ့နောက်တစ်ခေါက်တော့ပြန်ဆောင်ကြပါသေးတယ်ကိုခဲပါရဲ့တောတောင်ရှင်မောင်တွေကိုဖျက်ဆီးပြီးတော့ချောင်းတစ်ခုအနီးရောက်တဲ့ခါမှာတော့ခဲပါလည်းမဲလုံးနဲ့တခြားသူတွေနှုတ်ဆက်လိုက်တာပေါ့၃ယောက်သားလည်းဒူးစစ်ခန့်ရေနှမ်းရှိတဲ့ရိုးချောင်းလေးကိုဖျက်ကူးတစ်ဖက်ကန်းကိုရောက်ပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တော့ချောင်းတစ်ဖက်ကန်းမှာရက်နေသေးတဲ့ခဲပါနဲ့သူ့ဘေးမှာဝိုင်းအောင်နေကြတဲ့ခွေးအများကိုမှုံဝါးဝါတွေ့ရတယ်ခွေးရဥဒံများလည်းစူညံစွာထပ်ပေါ်လာပြီးတော့လေတောတွင်းနဲ့ဝင်သွားပြီးခဲပါကိုလည်းမြင်ကွင်းရပျောက်သွားတဲ့အထိကြည့်မိနေတာပေါ့၃ယောက်သားလည်းကန်းစင်မှာခြေပြေးလက်ပြစ်နိုင်နေတယ်တကူလုံးကချွေးများရွှဲနေတာမို့လို့ရေချိုးပြီးတော့မှဇီးပြူတောင်ရွာဘက်ကိုရှောက်ခဲ့တာပေါ့မဲလို့မင်းနဲ့တိတယ်ဆိုတဲ့ခဲဝါလူမဟုတ်နိုင်ဘူးတရေထင်တယ်ဟုတ်တယ်လေတရေလေဗျာဘာဖြစ်လို့လဲကူသားပါရဲ့ဟာတရေမှန်းတိတယ်နဲ့ဘာလို့ပေါင်းနေရလဲမတော်လို့မင်းကိုကုတ်ချိုးသွားရင်ဘယ်လိုလုပ်မလဲဩတရေတွေလက်ကတော့လောက်အောင်ကူညီပေးတာဘာလို့ကုတ်ချိုးရမှာလဲဟာကူညီတာတော့ကူညီတာပေါ့ကွာတရေဆိုတာပြောလို့ရတာမဟုတ်ဘူးတာဝကလည်းခဲဝါကိုတရေလို့ထင်၍မိတာကြောင့်မဲလုံးကလည်းတမင်တရေလို့ပြောလိုက်တော့တာဝမျက်နှာပြတ်သွားတာပေါ့ဟာတာဝရာပြောတော့တရေမကြောက်ဘူးဆိုတရေတွေးတော့ငါထက်တောင်အော်ငါထက်မြပိုကြောက်နေသလားလို့မကြောက်ပါဘူးဗျာတရေကကြောက်စီခြင်းလို့ခြောက်တာမကြောက်ရင်စိတ်ဆိုးပြီးတော့ပိုကျန်းလာမှာဆိုလို့ကြောက်ရှင်အောင်ဆောင်တာဗျာတကယ်မကြောက်ပါဘူးအာတာဝကတော့တကယ်ကောင်းကွာမဟုတ်ကဟုတ်ကတွေကြံဖန်ပြောတတ်တယ်မြင့်ကျော်ကလည်းတာဝရဲ့ပြောစကားကိုတော့သဘောကျစွာရည်လိုက်ပြီးတော့မဲလုံးကလည်းရည်သလိုတာဝကတော့မျက်ထားတီတီနဲ့မသိကြအောင်စောင့်နေတာပေါ့ဇီးပြူတောင်ရွာကိုလည်း၃ယောက်သားလည်းမနက်ပိုင်းမှာရောက်လာတာပေါ့ကျက်တစ်ကိုကြက်တက်လာနိုင်ကြောင်းလည်းအထူးတလဲပြောစရာမလိုတာဝကလည်းကျက်တစ်တရေကိုပခုံးပေါ်ဖြန့်ရင်းတင်လာကြောင်းလည်းဖြစ်တယ်တာဝကတော့သူစီစဉ်ထားတဲ့ကျက်တစ်ပြစ်တဲ့လောက်ကျန်ဇလန်းကိုတော့မြင့်ကျော်နဲ့အတူတူရွာသားများကိုပြောနေကြတာပေါ့မြင့်ကျော်ကလည်းအမှန်တိုင်းပြောရင်တော့လေသူ့ဝေစုမရမှာဆိုတာကြောင့်တာဝပြောခိုင်းသလိုပြောနေရမှာတော့တာဝကိုတော့ဇီးပြူတောင်ရွာသားများကလည်းသူ့ရဲ့ကောင်းကြီးတစ်ဖွဲချီးကျူးပြောဆိုကြရောလေတာဝကတော့သွားပြီးဖြီးပြီးတော့ကျင်နိုင်ရင်းရှိနေတာပေါ့ကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့မုတ်ဆိုးဖိုးတေနှစ်ဂျပန်အသင်းချိုင်းဟောင်းတောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားပဲကောင်းတဲ့ဇာတ်လမ်းတွေကိုထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ